နှလုံးသားဤငြိမ်အေးခြင်းဆိုတာများစွာရှိတယ်ဥပ္ပါဒတန်တိလို့ဘွဲတော်ချီထားတဲ့စေတီတော်မြတ်ကြီးရဲ့ဘွဲတော်ရဲ့အဓိပ္ပာယ်မှာဥပ္ပါဒဆိုတာကြားရောက်ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်များတန်တိငြိမ်းချမ်းစေနိုင်တဲ့အစွမ်းတကူရှိတဲ့မြတ်စွာဘုရားလို့ဖြစ်ပေါ်ကြားရောက်လာတတ်တဲ့ဘေးဆိုးကဆိုးအန္တရာယ်ဆိုးတွေကလွတ်မြောက်ပြီးတော့ဘေးအန္တရာယ်တွေကိုငြိမ်းသွားစေနိုင်တယ်ဘုရားမြတ်စွာဟာတတ္တဝါတွေပေါ်မှာကြာရောက်စေတတ်တဲ့ကြာရောက်လာတတ်တဲ့ဘေးအန္တရာယ်တွေကိုငြိမ်းစေရုံမျှမကနှလုံးသားရဲ့ငြိမ်းအေးမှုကိုလည်းပေးစွမ်းနိုင်ပါတယ်ဒါကြောင့်မို့ဘုရားမြတ်စွာဟာတကယ်ကိုဥပ္ပါဒတန်တိလူနဲ့ပြမတတ္တဝအများတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာနိုင်တဲ့ဘေးဆိုးအန္တရာယ်တွေကိုငြိမ်းစေနိုင်တယ်နှလုံးသားရဲ့ငြိမ်းအေးမှုဟာငြိမ်းအေးမှုထဲမှာပဲအမွန်မြတ်ဆုံးအကောင်းဆုံးခိုင်မာဆုံးငြိမ်းအေးမှုဖြစ်တယ်ဓာတုဝိပင်္ဂသုတ်တံမှာဘုရားမြတ်စွာကတန်တိမေဝသောသိခေယဓမ္မကိုလိုလားတဲ့ပုဂ္ဂိုလ်တိုင်းငြိမ်းချမ်းအောင်ကျင့်ကြံကြိုးကုပ်အားထုတ်ရမယ်တန်တိဆိုတဲ့စကားလုံးကငြိမ်းချမ်းမှုထိုငြိမ်းချမ်းမှုထဲမှာအဆင့်အမြင့်ဆုံးဖြစ်တဲ့ငြိမ်းချမ်းမှုဟာနှလုံးသားရဲ့ငြိမ်းချမ်းမှုနှလုံးသားရဲ့ငြိမ်းအေးမှုသည်အဆင့်အမြင့်ဆုံးပဲဘုရားမြတ်စွာသာသနာတော်မှာအဆင့်အမြင့်ဆုံးဖြစ်တဲ့တရားဓမ္မဟာအရတ္တမနဲ့အရတ္တဖို့ဖြစ်ပါတယ်အရတ္တဖလပရိယောတာနံသာသနံသာသနာတော်မြတ်ကြီးရဲ့ပန်းတိုင်ဟာကိလေသာခတ်သိမ်းတို့ရဲ့ချုပ်ငြိမ်းစေနိုင်တဲ့ကိလေသာခတ်သိမ်းကိုချုပ်ငြိမ်းအောင်လုပ်နိုင်တဲ့အရတ္တဖို့ဟာအဆုံးသတ်ပန်းတိုင်ဖြစ်တယ်လို့အဲ့ဒီကိလေသာအပူတွေငြိမ်းစေတတ်တဲ့အရတ္တဖို့ဆိုတဲ့တရားကိုဘုရားမြတ်စွာကအထသပတ္တိဟရယတတန်တိလို့ကုမာရီပညာအခန်းမှာဟောကြားထားတာရှိတယ်အထသပတ္တိဆိုတာတကယ်ကြီးပွားတိုးတက်မှုဆိုတဲ့အကျိုးကိုရရှိမှုဆိုတာဘာလဲလို့ဆိုရင်ဟရယတတန်တိနှလုံးသားရဲ့ငြိမ်းအေးမှုပဲဖြစ်တယ်တဲ့အရတ္တဖို့တရားသည်နှလုံးသားရဲ့ငြိမ်းအေးမှုကိုအစဉ်ထာဝရပေးတတ်တဲ့တရားဖြစ်လို့အလွန်အဆင့်မြင့်တဲ့တရားလို့ဘုရားမြတ်စွာရဲ့သာသနာတော်မှာအဆင့်မြင့်ဆုံးတရားဟာအရတ္တဖို့ပဲတန်တိလို့ဆိုတဲ့ငြိမ်းအေးမှုတွေဟာလောကမှာအများလူတွေသိနေကြတဲ့ငြိမ်းအေးမှုတွေအမျိုးမျိုးရှိသေးတယ်ဆိုပါစို့လောကမှာလူရလို့ဖြစ်လာလို့လူပေါင်းလူဘဝမှာနေကြရတဲ့ပုဂ္ဂိုလ်တွေပြဿနာလို့ဆိုတာဖြေရှင်းစရာကိစ္စမျိုးဟာပေါ်လာတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်တဲ့ပြဿနာလူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာစသဖြင့်ပြဿနာအမျိုးစုံထိုပြဿနာမျိုးစုံကိုဖြေရှင်းဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်လည်းပဲပြဿနာတွေဟာပြေငြိမ်းသွားပြီလို့ဒီလိုပြောကြတယ်အဲ့ဒီပြဿနာတွေပြေငြိမ်းသွားတယ်ဆိုတဲ့နေရာမှာလဲဟောဒီတန်တိဆိုတဲ့စကားလုံးနဲ့ပဲသုံးနေရှိတယ်ပေါ့ပြဿနာတွေငြိမ်းသွားပြီနောက်တစ်ခုကတော့လူလောကမှာမထင်မှတ်ဖဲနဲ့သဘာဝဘေးရန်အန္တရာယ်တွေဆိုတာကြာရောက်ဖြစ်ပေါ်လာတတ်တယ်
အဲ့ဒီကြာရောက်ဖြစ်ပေါ်လာတတ်တဲ့ဘေးအန္တရာယ်တွေကလွန်မြောက်ပြီးဘေးအန္တရာယ်တွေပြီးဆုံးသွားလို့ရှိရင်လည်းပဲဘေးအန္တရာယ်တွေကငြိမ်းအေးသွားပြီလို့ဒီလိုပြောကြတယ်နောက်တစ်ခုကတော့လောကကြီးကိုလောင်မြိုက်တတ်တဲ့သဘာဝမီးတွေမိဘေးအန္တရာယ်တွေထိုမိဘေးအန္တရာယ်တွေကနေလွတ်မြောက်ပြီးတော့လောကကြီးကိုလောင်မြိုက်တတ်တဲ့မီးတွေငြိမ်းသွားလို့ရှိရင်လည်းပဲငြိမ်းအေးတယ်လို့ဒီလိုပဲပြောကြတယ်အဲ့ဒီငြိမ်းအေးမှုအလုံးဒီတခဏတာမြငြိမ်းအေးမှုတွေသာဖြစ်တယ်ဆိုပါစို့ပြဿနာတစ်ခုငြိမ်းသွားတယ်ဆိုတာလက်ရှိကြုံရတဲ့ပြဿနာလေးတစ်ခုပဲငြိမ်းသေးတယ်နောက်ထပ်ပြဿနာဆိုတာရှိနိုင်သေးတယ်လို့အဓိပ္ပာယ်ရတယ်ပေါ့မီးငြိမ်းသွားတယ်ဆိုတဲ့နေရာမှာလည်းပဲလောလောဆယ်လောင်းနေတဲ့မီးကိုငြိမ်းလိုက်လို့ငြိမ်းသွားတယ်လို့သာပြောရတယ်နောက်ထပ်လောင်နိုင်တဲ့မီးဆိုတာလည်းရှိနိုင်သေးတယ်ဒါကြောင့်မို့သာဝရငြိမ်းတဲ့အငြိမ်းမဖြစ်သေးဘူးတဲ့လူလောကမှာမထင်မှတ်ဘဲနဲ့ကြာရောက်ဖြစ်ပေါ်လာတဲ့သဘာဝအန္တရာယ်ဆိုးကြီးတွေကရှာမယံခါကြုံတွေ့ရတတ်တယ်အဲ့ဒါလို့ကြုံတွေ့ရတတ်တဲ့ဘေးဆိုးအန္တရာယ်ကြီးတွေဟာဖြစ်ပေါ်လာပြီးနောက်ငြိမ်းအေးသွားတယ်ဆိုလို့ရှိရင်လည်းပဲလောကမှာလူတွေကငြိမ်းအေးတယ်လို့ပြောကြတယ်အဲ့ဒီငြိမ်းအေးမှုဟာလည်းနောက်ထပ်ဘယ်တော့မှမလာဘူးဆိုတဲ့ငြိမ်းအေးမှုမျိုးမဟုတ်သေးဘူးတဲ့အဲ့ဒါကြောင့်မို့ခိုင်မာတဲ့ငြိမ်းအေးမှုမျိုးမဖြစ်သေးဘူးတဲ့တကယ်ခိုင်မာတဲ့ငြိမ်းအေးမှုများကတော့နှလုံးသားရဲ့ငြိမ်းအေးမှုကမှတကယ်ခိုင်မာတဲ့ငြိမ်းအေးမှုလို့ဒီလိုပြောရမှာအဲ့ဒါကိုရည်ညွှန်းပြီးတော့ဘုရားမြတ်စွာကတန်တိမေဝသောသိခေယတရားဓမ္မကိုကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာနှလုံးသားရဲ့ငြိမ်းအေးမှုကိုဥတည်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်ပါလောကဘဝခရီးကိုရှောင်လန်းနေတဲ့ပုဂ္ဂိုလ်တွေအပြင်ဘကပူလောင်စေတတ်တဲ့အရာတွေငြိမ်းသွားတာကိုငြိမ်းတယ်လို့သတ်မှတ်ထားတော့လည်းပဲမိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာရှိနေတဲ့လောဘဆိုတဲ့အပူမီးတွေဒေါသဆိုတဲ့အပူမီးတွေအမှန်တရားကိုမသိသည့်အတွက်ကြောင့်မမယင်ရင်ပြုလုပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မောဟဆိုတဲ့ဖြစ်ပေါ်လာစေတတ်တဲ့မောဟဆိုတဲ့အပူမီးတွေအဲ့ဒီမီးတွေကရင်ထဲမှာရှိနေသေးသမျှသာဝရအငြိမ့်သက်ဆိုတာမရနိုင်ပါဘူးတဲ့ထိုလောဘဒေါသမောဟဆိုတဲ့ကိလေသာအပူမီးတွေငြိမ်းသွားတဲ့အချိန်မှသာလျှင်တကယ်ကိုငြိမ်းချမ်းမှုဆိုတာရနိုင်တယ်တဲ့အဲ့ဒါကိုရည်စူးပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအထတပတ္တိဟရယတတန္တိအထတပတ္တိမိမိအလိုရှိအပ်တဲ့အကျိုးကိုရရှိခြင်းလို့ဆိုရတဲ့ဟရယတတန္တိနှလုံးသားရဲ့ငြိမ်းအေးမှုကိုလောကမှာမျှော်မှန်းထားတဲ့အရာတစ်ခုဟာအထကိုလိုချင်တဲ့အကျိုးတစ်ခုအဲ့ဒီကိုလိုချင်တဲ့အကျိုးတစ်ခုကိုရတယ်ဆိုတာဘာပြောတာတော့ဟရယတတန္တိစိတ်နှလုံးရဲ့ငြိမ်းအေးမှုကိုပြောတာနှလုံးသားရဲ့ငြိမ်းအေးမှုဟာတကယ်ခိုင်မြဲပြီးသာဝရငြိမ်းတဲ့အငြိမ်းဓာတ်ကိုပေးတာဒါဖြင့်နှလုံးသားရဲ့ငြိမ်းအေးမှုလို့ဆိုတဲ့သာဝရအငြိမ်းဓာတ်ကိုရအောင်ဘယ်လိုလုပ်ရမလဲအပြင်မှာကြုံရတဲ့ပြဿနာတွေအပြင်မှာကြုံရတဲ့အန္တရာယ်တွေအဲ့ဒီပြဿနာတွေအန္တရာယ်တွေငြိမ်းအေးဖို့ကလည်းသူနီးလန်းနဲ့သူငြိမ်းအေးလို့
ငြိမ်းအေးစေလို့ရဘုရားမြတ်စွာဟောထားတဲ့ထဲမှာအဓိကရဏလို့ခေါ်တဲ့ဆောင်ရွက်ဖွယ်ငြိမ်းအေးဖြည့်ရှင်းပြရမယ့်ပြဿနာတွေဟာတမ္မုခဝိနယစုံညီတွေ့ဆုံပြီးတော့ဖြည့်ရှင်းတဲ့ဖြည့်ရှင်းနည်းမျိုးအဲ့ဒီလိုဖြည့်ရှင်းနည်းမျိုးတွေနဲ့ပြဿနာတွေဟာငြိမ်းသွားနိုင်တယ်တဲ့ဟောဒီနှလုံးသားရဲ့ငြိမ်းအေးမှုဆိုတဲ့အငြိမ်းဓာတ်ကိုတော့ဘာနဲ့လောက်ရမလဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကမစ္စည်းမပฏิပဒါလို့ခေါ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုဟောကြားဆုံးမတဲ့အခါမှာရှေးဥစွာဟောကြားတော်မူခဲ့တဲ့ဓမ္မစကြာပါဠိတော်မှာတယ်ပဲစက္ခုကရဏီညာနာကရဏီဥပတမယအပညာယသံမောဒာယနိဗ္ဗာနယသံဝတ္တတိတဲ့မစ္စည်းမပฏิပဒါဆိုတဲ့အကျင့်သည်ဥပတမယနှလုံးသားငြိမ်းအေးစေဖို့အတွက်ဖြစ်တယ်လို့ဒီလိုဟောထားတယ်ဘုရားမြတ်စွာရဲ့တရားဓမ္မအရာတကယ်ထာဝရအငြိမ့်ဓာတ်အစစ်မြင့်ဆုံးအငြိမ့်ဓာတ်လို့ဆိုတဲ့နှလုံးသားရဲ့ငြိမ်းအေးမှုကိုရရှိခြင်းလို့ရှိရင်မိမိရဲ့တဏ္ဍာမှာမဂ္ဂင်၈ပါးအကျင့်တရားကိုထူထောင်ကြရမှာဖြစ်ပါတယ်မဂ္ဂင်၈ပါးအကျင့်တရားကိုမကျင့်ဘဲနဲ့နှလုံးသားရဲ့ငြိမ်းအေးမှုဆိုတာကိုမရနိုင်ပါဘူးတဲ့နှလုံးသားရဲ့ငြိမ်းအေးမှုဆိုတာလည်းတခြားမဟုတ်ဘူးကိလေသာဆိုတဲ့အပူတွေအလုံးငြိမ်းသတ်နိုင်တဲ့ရတ္တမေရတ္တဖို့ဆိုတဲ့အစင်းမြင့်တဲ့တရားပါပဲအဲ့ဒီအစင်းမြင့်တဲ့တရားကိုရရှိဖို့ရအတွက်အခြေခံကနေစပြီးတော့ဘုန်းကြီးတို့တွေချင့်ကြံကြုတ်ကုတ်အထောက်ကြရမှာပါအဲ့ဒီအခြေခံကစပြီးတော့ချင့်ကြံကြုတ်ကုတ်အထောက်မှသာလဲစိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာဆိုတဲ့အပူမီးတွေကနေကင်းငြိမ်းပြီးတော့ထာဝရအငြိမ့်ဓာတ်ကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ထိုးထိုးဒေသနာမှာဟောသမျှမြတ်စွာဘုရားရဲ့ဥတည်ချက်တွေဟာနှလုံးသားရဲ့ငြိမ်းအေးမှုကိုဖြစ်ပေါ်စေဖို့ဥတည်ထားတာတွေကြီးပဲ။အဲ့တော့နှလုံးသားရဲ့အပူဆိုတာဘာတွေလဲနှလုံးသားကိုငြိမ်းအေးစေရမယ်ဆိုတော့နှလုံးသားရဲ့အပူတွေမိမိတို့တဏ္ဍာမှာရှိသလားမရှိဘူးလားဆန်းစစ်ကြည့်ဖို့လိုအပ်တယ်အေးအပူရှိသလားမရှိဘူးလားလို့မသိဘူးဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိနေတဲ့အပူကိုငြိမ့်တတ်ဖို့ကြိုးစားမိမှာမဟုတ်ဘူးလူတိုင်းမှာဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ထိတွေ့တဲ့အချိန်မှာငြိမ်းအေးမှုကိုရကြတယ်ထိတွေ့မှုမရှိတဲ့အခါမှာနှလုံးသားရဲ့အပူဆိုတာကြုံတွေ့ရတတ်တယ်အဲ့ဒီနှလုံးသားရဲ့အပူတွေဆိုတာအဓိကအားဖြင့်ပြောရမယ်ဆိုရင်တောကနဲ့ပရိဒေဝပူမှန်းသိတဲ့အပူတွေပေါ့မသိတဲ့အပူတွေကဘာလို့ဆိုရင်လောဘတို့မောဟတို့တောကဖြစ်လာပြီဆိုရင်လူတွေကနှလုံးသားရဲ့ပူပန်မှုကိုတတိထားမိလာကြတယ်ပရိဒေဝဖြစ်လာပြီဆိုလို့ရှိရင်လည်းနှလုံးသားရဲ့ပူပန်မှုကိုတတိထားမိလာကြတယ်သို့သောထိုတောကကိုဖြစ်စေတတ်တဲ့လောဘတို့ဒေါသတို့မောဟတို့ဖြစ်နေတဲ့အချိန်မှာတော့နှလုံးသားပူတယ်လို့မထင်ဘူးတဲ့ပူတယ်လို့မထင်သည့်အတွက်ကြောင့်လောဘကိုလည်းယင်တဲ့နှလုံးထဲမှာမွေးမြူထားတယ်ဒေါသကိုလည်းယင်တဲ့နှလုံးထဲမှာမွေးမြူထားတယ်အမှန်မသိတဲ့မောဟဆိုတာကိုလည်းယင်တဲ့နှလုံးထဲမှာထားတယ်တခြားကိလေသာလို့ဆိုတဲ့စိတ်ကိုပူပန်စေတတ်တဲ့သဘာဝတရားတွေကိုလည်းယင်ထဲမှာလက်ခံထားတယ်လက်ခံထားတယ်ဆိုတာဟာအတိပ္ပယ်အရပြောမယ်ဆိုလို့ရှိရင်ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုပယ်ဖို့မကြိုးစားဘူးဆိုရင်လက်ခံထားတဲ့အတိပ္ပယ်ပါပဲလောဘနဲ့တွေးတယ်ဒေါသနဲ့တွေးတယ်
မောဟနဲ့တွေးတယ်အဲ့ဒီအတွေးတွေနဲ့ပဲပြောနေမယ်ဆိုလို့ရှိရင်ဒီကိလေသာတွေရှင်တဲ့နှလုံးထဲကိုပူလောင်စေတတ်တဲ့ကိလေသာတွေကိုလက်ခံထားတယ်လို့ပြောရမှာပါတောကကိုလက်ခံထားတယ်လို့ပြောရမှာပါပရိဒေဝတွေကိုလက်ခံထားတယ်လို့ပြောရမှာပါပဲအဲ့ဒါတွေကိုမဖယ်ရှားနိုင်သေးသမျှကာလပတ်လုံးလူတွေမှာငြိမ်းအေးတဲ့နှလုံးသားကိုရရှိမှာမဟုတ်ဘူးတဲ့ပူပန်းနေရတဲ့နှလုံးသားနဲ့ပဲနေကြရမှာဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်းဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကခိတဂေါရမီဆိုတာရှိတာပဲခိတဂေါရမီဆိုတဲ့အမျိုးသမီးဟာဆင်းရဲတဲ့ဘဝကနေပြီးတော့ချမ်းသာကြွယ်ဝတဲ့တထေးသားနဲ့အိမ်အောင်ကြသားကလေးတူမွေးလာတဲ့အခါအိန္ဒိယနိုင်ငံရဲ့ထုံးတမ်းစဉ်လာအရသားသမီးထွန်းကားတဲ့သားထွန်းကားတဲ့အမျိုးသမီးဟာဘဝလုံခြုံရေးအတွက်စိတ်ချရသားယောက်ျားမထွန်းကားဘူးဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးရဲ့ဘဝလုံခြုံရေးဟာစိတ်မချရဘူးခိတဂေါရမီကဆင်းရဲတဲ့အမျိုးသမီးဘဝကနေပြီးချမ်းသာကြွယ်ဝသူနဲ့အိမ်အောင်ကြလို့သားကလေးတစ်ယောက်ထွန်းကားလာတယ်ဘလို့ဝမ်းသာမယ်ဆိုတာစဉ်းစားကြည့်ပေါ့သူတို့ရဲ့ဓလေ့ထုံးတမ်းစဉ်လာအရသားယောက်ျားလေးထွန်းကားလာပြီဆိုရင်ဒီသားယောက်ျားလေးကိုအမိပြုပြီးတော့သူ့ရဲ့ဘဝဟာတည်ငြိမ်မှုကိုရရှိနိုင်တယ်သိတ်ကိုအားကိုးထားတယ်အဲ့ဒီသားလေးကိုသိအားကိုးနေတဲ့အချိန်မှာရုတ်တရက်ဒီသားလေးကမကျမ်းမာဖြစ်ပြီးတော့ဆုံးသွားတယ်အားကိုးရမဲ့ယူကျုံးမရဖြစ်သွားတယ်သူ့ရဲ့ဘဝကိုခံစားနားလည်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘလောက်ယူကျုံးမရဖြစ်မလဲဒါကြောင့်မို့လို့သားကလေးသေဆုံးသွားတယ်ဆိုတာကိုမယုံနိုင်လောက်အောင်တည်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားမလည်နိုင်လောက်အောင်သူ့သားလေးပြန်ရှင်အောင်ခုဖို့စိတ်တော်ကကြောင့်ရွတ်တဲ့ဘဝမျိုးထီအောင်ရောက်ရှိသွားတယ်ဘုရားမြတ်စွာကဥပ္ပတ္တမီနဲ့လောကမှာအိမ်တိုင်းလူတိုင်းမိသားစုတိုင်းမှာဒီလိုသေဆုံးမှုဆိုတာကြုံရတတ်တယ်ဆိုတာကိုသဘောပေါက်နားလည်အောင်လို့သားကလေးကိုစိတ်ကူးပေးဖို့လာပြီးတော့တောင်းဆိုတဲ့ခိတဂေါရမီအားမုံညင်းစေးကိုရအောင်ရှာဖို့မိန့်ကြားတယ်အဲ့ဒီမုံညင်းစေးကဘယ်သူမှမိသားစုတဲ့ဆွေမျိုးတဲ့မှာမသေးဘူးတဲ့အိမ်ကဖြစ်ရမယ်လို့အဲ့ဒါလိုမိတ်ရှိလိုက်တော့ခိတဂေါရမီဟာတအိမ်တဲ့တအိမ်ဆင်းသားကလေးအသက်ရှိရဲ့အတွက်မုံညင်းစေးလိုက်ရှာတယ်အိမ်တိုင်းမှာလိုက်ရှာတော့လည်းပဲအိမ်တိုင်းမှာမိသားစုဟာမသေးဘူးတဲ့အိမ်ရလို့မရှိတော့မှလူရဲ့သဘာဝကိုသူနားလည်ပြီးတော့သူတောကကိုလျှော့ချနိုင်တယ်ဟောနှလုံးသားရဲ့အပူဟာနံပါတ်1နားလည်မှုကအရေးကြီးဆုံးပဲအဲ့ဒီနားလည်မှုကိုသမ္မာဒိဋ္ဌိလို့ခေါ်နိုင်ပါတယ် right understanding ပါတဘာဝကိုနားလည်သွားတာဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီနားလည်အောင်ဆင်ញင်စဉ်းစားမှုရှိရမယ်တဲ့တောကကိုဖြေဖြောဖို့အတွက်သဗ္ဗေဟိမေပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝဘဝိတာမိအမြဲတမ်းတွေးပြရမယ်ဘဝရဲ့အရေးကိုအမြဲတမ်းစဉ်းစားထားရမယ်စဉ်းစားထားရမယ်ဘဝအရေးတစ်ခုကပါတော့ဆိုရင်တနေ့ကျတော့ချစ်ခင်မြတ်နိုးတဲ့အရာဝတ္ထုတွေချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေနဲ့ခွဲရမယ်ဆိုတဲ့သဘောဒီစဉ်းစားမှုလေးဟာတကယ်ပြောမယ်ဆိုရင်ဟ
ဟိုအနောက်တိုင်းကလူတွေက psychotherapist ဆိုတာတဲ့ psychotherapy တဲ့ဒီဗုဒ္ဓမြတ်စွာဟောကြားတဲ့တရားဓမ္မရဲ့ psychotherapy ကပို့ပြီးတော့ကောင်းတဘာဝအမှန်နဲ့နိစ္စအောင်ဆင်ခြင်တွေးတောတတ်အောင်မြတ်စွာဘုရားကဆင်ခြင်ဖို့နိလန်းပေးထားတာတနေ့ကြာလို့ရှိရင်လူတိုင်းဟာချစ်ခင်မြတ်နိုးတဲ့အရာဝတ္ထုတွေချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေနဲ့ခွဲသွားရမယ်ဆိုတဲ့အတွေးလေးကိုကြိုတင်တွေးထားပါတဲ့အလေးနဲ့စဉ်းစားထားပါအဲ့ဒါလို့အလေးနဲ့တွေးတောစဉ်းစားထားမယ်ဆိုလို့ရှိရင်တကယ့်ကိုလက်တွေ့ခွဲရတဲ့အချိန်ကျတော့တောကဆိုတဲ့ရင်ထဲကအပူကိုလျှော့ချနိုင်ပါတယ်ဒါကနီလန်တစ်ခုပါ right understanding နဲ့လျှော့ချတာတဘာဝကိုတကယ်သိပြီးတော့မှန်မှန်ကန်ကန်နားလည်တဲ့ပုဂ္ဂိုလ်တယောက်ဟာထိုတဘာဝတရားကြီးရဲ့မလွန်ဆန်နိုင်တဲ့အခြေအနေကိုဆင်ခြင်သုံးသပ်ခြင်းဖြင့်လဲတောကကိုလျှော့ချလို့ရတယ်တဲ့နောက်တစ်ခုကမြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတာရှိတယ်ဗမာလူမျိုးတွေလည်းစဉ်းစားလေးရှိပါတယ်ဗမာလူမျိုးတွေနှုတ်ထဲမှာလည်းပြောလို့ရှိတယ်ဘာလဲလို့ဆိုရင်ဘာတတ်နိုင်မှာလဲဆိုတဲ့စကားဒါလည်းတောကလျှော့ချတဲ့စကားတစ်ခုပဲမြတ်စွာဘုရားဟောထားတဲ့ပါဠိတော်မှာတန်ကုဋ္ဌထလဗ္ဗတန်ကုဋ္ဌထလဗ္ဗဆိုတဲ့အဓိပ္ပာယ်ကဘာတတ်နိုင်မှာလဲဆိုတာနဲ့တူတူပဲဘာမှလုပ်စရာအကြောင်းမရှိဘူးတဘာဝကိုကမမြဲလို့ပြောင်းလဲနေတတ်တဲ့အရာကြီးငါဘာတတ်နိုင်အောင်မှာလဲဒါကဘဝကိုလက်မြောက်အရှုံးပေးတဲ့နည်းစနစ်မဟုတ်ဘူးမတတ်နိုင်ဘူးဆိုတာမတတ်နိုင်လို့မတတ်နိုင်တာကိုသိတာဟာအမှန်သိတာခေါ်တယ်မတတ်နိုင်တာကြီးကိုတတ်နိုင်တယ်လို့ထင်နေလို့ရှင် right understanding မဟုတ်ဘူး wrong understanding ဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအရာခတ်သိမ်းကိုမှန်မှန်ကန်ကန်မြင်ဖို့သိအရေးကြီးပါတယ်အမှန်မြင်ပြီဆိုလို့ရှိရင်ရင်ထဲကပူလောင်မှုတွေကိုလျှော့ချလို့ရပါတယ်တည်ငါတက္ကနာအားဖြင့်ရင်ထဲမှာပူလောင်မှုတွေစိုးရိမ်မှုတွေတောကတွေကိုလျှော့ချလို့ရတယ်လို့ဒီလိုဟောတာဒါနီလန်းစနစ်နီးစနစ်တစ်ခုပဲပေါ့ခုနကကိတ္တဂေါရမီလေးကိုအမှန်မြင်အောင်မြတ်စွာဘုရားလှုပ်ပေးလိုက်တာလေလောကမှာမသေးတဲ့လူဆိုတာမရှိဘူးဆိုတာနားလည်အောင်လုပ်ပေးတာအဲ့ဒါနားလည်သွားတာနဲ့တပြိုင်နက်ငါသားလေးမှသေတာမဟုတ်ဘူးအလုံးတစ်နေ့ဟာသေဆုံးမဲ့ပုဂ္ဂိုလ်တွေကြီးပါလားသေခြင်းဆိုတာလူရဲ့သဘာဝတရားတစ်ခုပဲလို့စဉ်းစားတတ်လာတဲ့အမှန်မြင်တတ်လာတယ်အမှန်မြင်တတ်လာသည့်အတွက်ကြောင့်စိုးရိမ်ခြင်းကြောင်းကြခြင်းပူပန်ခြင်းဆိုတဲ့နှလုံးသားရဲ့အပူတွေဟာရောကျသွားပါတယ်တဲ့ဒါဖြည့်ရှင်းနည်းလေးတစ်ခုပဲပြောမယ်ဆိုရင်ဒါ psychotherapy ပဲဘုရားမြတ်စွာပေးထားတဲ့ psychotherapy ပဲအမှန်တိုင်းနားလည်မှုမှန်မှန်ကန်ကန်စဉ်းစားတတ်မှုမြတ်စွာဘုရားကဘဝအရေးနဲ့ပတ်သက်ပြီးတော့တွေးတောဆင်ခြင်ရမယ့်အချက်တွေပေးထားတာအင်မတန်မှ reasonable ဖြစ်တယ်ပေါ့ကျိုးချောင်းစီလျော်မှုရှိတယ်ကြည့်လောကမှာစဉ်းစားထားရမယ့်အချက်တွေကဘဝတစ်ခုရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာဟောဒီရင်ထဲကတောကတို့မာမနာတို့ဒါတွေကိုလျှော့ချနိုင်ဖို့အတွက်တွေးပြရမယ်တွေးเสียတွေကဘာလို့ဆိုရင်စရဓမ္မောမိစရံအနတ္တိတောငါဟာဥခြင်းသဘောရှိနေတယ်ဥခြင်းသဘောကိုငါကြော်လွှားသွားလို့မရဘူးဟောလောကရဲ့သဘာဝတစ်ခုကိုစဉ်းစားတာငါမှာဥခြင်းသဘောရှိတယ်ဥခြင်းသဘောကိုငါကြော်လို့မရဘူးတဲ့ဒီလိုမှန်မှန်ကန်ကန်တွေးတာမှန်မှန်ကန်ကန်တွေးတာသမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးလို့မှန်မှန်ကန်ကန်နားလည်သွားတာသမ္မာဒိဋ္ဌိပဲ
အဲ့ဒီလိုတွေးလိုက်လို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်လူဆိုတာမာမာနဆိုတာရှိတယ်မာမာနဆိုတာဘယ်လိုမာမာနတွေတက်တတ်တယ်လဲလို့ဆိုရင်လူပြိုနေတဲ့ပုဂ္ဂိုလ်တယောက်ငယ်ရွယ်သူတယောက်မှာငွေရွယ်သူတွေမှာဖြစ်တတ်တဲ့မာမာနဆိုတာရှိတယ်တဲ့ယုပနမတလို့ခေါ်တယ်ငယ်ရွယ်မှုနုပြိုမှုကိုအကြောင်းပြုပြီးတော့မာမာနတွေတက်တယ်မန်ရစ်တယ်ပေါ့အဲ့ဒီမန်ရစ်မှုဟာစရဒမောမိစရအနတ္တိတောလို့အိုခြင်းသဘောရှိတယ်အိုခြင်းသဘောကိုငါမလွန်မြောက်နိုင်ဘူးလို့မှန်မှန်ကန်ကန်တွေးလိုက်စဉ်းစားလိုက်တာနဲ့တပြိုင်နက်ခေါင်းထောင်မလာနိုင်တော့ဘူးရောကျသွားတယ်လို့ဒီလိုပြောတာဘာဖြစ်လို့တော့အမှန်မြင်လိုက်လို့အမှန်မြင်လိုက်ပြီလို့ဆိုလို့ရှိရင်အမှားကိုမစဉ်းစားတော့ဘူးလေမှန်တာကိုမြင်သွားပြီထို့တူပဲဗျာတိဓမ္မောမိဗျာဒိအနတ္တိတောငါမှာဖြာနာရတဲ့နာတတ်တဲ့သဘောရှိတယ်နာတတ်တဲ့သဘောကိုငါမကျော်လွန်နိုင်ဘူးလို့မပြတ်ဆင်ញင်စဉ်းစားပြီးခြင်းအပြင်ချမ်းမာတယ်လို့ဆိုတဲ့ချမ်းမာမှုပေါ်မှာလူတွေကမန်တက်လာတတ်တယ်အဲ့ဒီတက်လာတဲ့မန်ကိုဒီလိုစဉ်းစားခြင်းဖြင့်ဖယ်ရှားချိုးနှိမ်လို့ရတယ်လို့ဒါပြောတယ်နောက်တစ်ခါမရဏဓမ္မောမိမရဏအနတ္တိတောငါမှာသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကျော်လွှားလို့မရဘူးလို့မပြတ်တွေးတောဆင်ញင်ပေးရမယ်အဲ့လိုဆင်ញင်ပေးခြင်းဖြင့်ဘယ်လိုအကျိုးတွေရနိုင်တော့ဆိုရင်ဇီဝိတမတ္တလို့ခေါ်တဲ့ငါမသိဘူးသက်ရှင်တယ်လို့ကိုယ်အထင်ရောက်ပြီးတော့မဟုတ်တာလောက်တတ်တဲ့မာမာနာမျိုးကိုယ်တဏ္ဍာမှာမရှိအောင်ရှော့ချပေးနိုင်တယ်ဟောယင်ထဲကအပူတွေကိုရှော့ချပေးတဲ့နည်းစနစ်တွေပဲဒါ psychotherapy လို့ပြောလို့ရတယ်ဟောနောက်တစ်ခုကခုနကပြောခဲ့တဲ့သဗ္ဗိဟိမေပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝမိမိမျက်နှိုးတဲ့အရာဝတ္ထုတွေမျက်နှိုးတဲ့ပုဂ္ဂိုလ်တွေနဲ့တဏှိတရှိန်ကြခွဲရအောင်မယ်ဆိုတာမပြတ်တွေးပြရမယ်တဲ့အဲ့ဒါလို့တွေးပေးခြင်းအားဖြင့်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်တွေ့တာမှုကိုလျှော့ချနိုင်တယ်လူတွေမှာသောကဆိုတာဘယ်ကလာတာတော့ဆိုရင်တွေ့တာမှုကလာတာစဉ်းစားကြည့်ပေါ့ကိုမတွေ့တာတဲ့အရာပေါ်မှာသောကဘယ်သူမှမဖြစ်ဘူးတွေ့တာတဲ့အရာပေါ်မှာပဲသောကဖြစ်ကြတယ်မတွေ့တာတဲ့အရာပေါ်မှာဘယ်သူမှသောကမဖြစ်ဘူးဒါကြောင့်မို့လို့ဒီသောကဆိုတဲ့အရာဝတ္ထုဟာအတွေ့ရှိတဲ့နေရာမှာဖြစ်တာပေမတော်စာယတိသောကောတဲ့ဘုရားမြတ်စွာကသောကဆိုတဲ့ရှင်တဲ့နှလုံးထဲကပူလောင်တတ်တဲ့အရာဟာပေမတော်ချစ်ခင်မြတ်နိုးမှုတွေ့တာမှုကြောင့်စာယတိဖြစ်လာရတယ်လို့အဲ့တော့သောကလို့ဆိုတဲ့ရှင်ထဲကအပူကိုလျှော့ချခြင်းလို့ရှိရင်တွေ့တာမှုဆိုတဲ့တဏှာကိုလျှော့ချမှသာလျှင်ဖြစ်နိုင်တယ်ဒါသူ့ရဲ့ဖြည့်စည်းပဲအဲ့ဒီတွေ့တာမှုကိုဘယ်နည်းနဲ့လျှော့ချရသလဲလို့ဆိုလို့ရှိရင်အခုလိုမှန်မှန်ကန်ကန်စဉ်းစားပေးတဲ့နည်းနဲ့လျှော့ချလို့ရတယ်ဘုရားမြတ်စွာရဲ့တရားဓမ္မဆိုတာလက်တွေ့ကျင့်သုံးရတယ်မကျင့်သုံးလို့ရှိရင်အကျိုးထွက်လာမှာမဟုတ်ဘူးဆေးများလိုပဲတောက်မှယောဂပျောက်တယ်မတောက်ရင်ယောဂမပျောက်ဘူးမြတ်စွာဘုရားတရားကလည်းစိတ်ထဲနှလုံးထဲမှာနှလုံးသွင်းတဲ့တရားနှလုံးသွင်းရမယ်ဒီနှလုံးသွင်းတာဒီပင်လင်တရားကိုကျင့်သုံးတယ်လို့ပြောတာလောကလူတွေကတရားထိုင်နေမှတရားအထုတ်တယ်လို့ထင်နေတာမဟုတ်ဘူးမှန်မှန်ကန်ကန်ဆင်ញင်စဉ်းစားတာလည်းပဲတရားထိုင်တယ်လို့ပဲပို့ပြီးတော့အကျိုးရှိတယ်တ
တရားထိုင်နေဆိုတာအခုခေတ်လူအများနားလည်နေတဲ့တရားထိုင်မှုဟာအာယုတစ်ခုတည်းပေါ်မှာစိတ်ကလေးငြိမ်အောင်ထားတာကိုပဲတရားထိုင်တယ်လို့ပြောနေကြတယ်တကယ်တော့သဘာဝအမှန်တွေကိုဆင်ញင်စဉ်းစားတတ်တာပို့ပြီးတော့ထိရောက်မှုရှိတယ်တရားထိုင်ပြီးတမာရိရအောင်ကြိုးစားတာက concentration တမာရိရconcentration တတ်ကလေးလုံးလို့ရှိရင် concentration ဖြုတ်လိုက်တာနဲ့တပြိုင်နက်လူဟာဒုံရင်းကိုပြန်ရောက်သွားတယ်အသိဉာဏ်မပါဘူးဒါကြောင့်မို့ concentration နဲ့အရေးကြီးတာက contemplation အလေးနဲ့ဆင်ញင်စဉ်းစားမှုဆိုရဲ contemplation ကပိုအရေးကြီးပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကအနုပတ္တနာအနုဆိုတာအဖန်ဖန်အထက်ထပ်ပတ္တနာကြည့်ပေးပါတဲ့ဘာနဲ့ကြည့်ဉာဏ်နဲ့ကြည့်ဉာဏ်နဲ့ကြည့်ပေးပါလို့ဒီလိုပြောတာနော်ဒါကြောင့်မို့လို့ရှင်ထဲကနေတောကကိုဖယ်ရှားပစ်ချင်လို့ရှိရင်ဘယ်သူဖယ်ရမလို့ဆိုရင်တွေ့တာမှုကိုဖယ်ရတွေ့တာမှုကိုဘယ်နည်းနဲ့ဖယ်မလဲဒါကအလွယ်ဆုံးနည်းလေးကိုပြောတာတည်ငါဖယ်ရှားနိုင်တဲ့နည်းကဘာလို့ဆိုသဗ္ဗေဟိမေပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝငါဘလောက်တွေ့ထားဘလောက်ပဲမြတ်နိုးတနေ့တစ်ချိန်ကျတော့ပစ္စည်းပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တနေ့ကျတော့ခွဲရမှာပဲလို့ဟောဒီအတွေးလေးနဲ့တွေးပြီးတော့တွေ့တာမှုကိုလျှော့ချပေးပါလို့ပြောတာတွေ့တာမှုကိုလျှော့ချပေးပါလို့ပြောတဲ့စကားဟာတောကကိုလျှော့ချပေးပါလို့ပြောတာနဲ့အတူတူပဲတွေ့တာမှုကိုမလျှော့ချပဲနဲ့တောကကိုလျှော့ချဖို့ကြိုးစားရင်ဘယ်တော့မှမအောင်မြင်ဘူးလို့ဘယ်တော့မှမအောင်မြင်နိုင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်သစ်ပင်တစ်ပင်ဟာအမြစ်ကိုတူးမပြတ်ဖဲနဲ့အပေါ်ကနေဖြတ်နေလို့ရှိရင်ထိုသစ်ပင်ကသစ်ငုတ်ကအကိုင်းတွေအခက်တွေထပ်ပြီးတော့မပေါက်ပေဘူးလားပေါက်လာတယ်ရေသောမြစ်ရှိနေသေးသမျှကာလပတ်လုံးထိုပင်ဟာထပ်ပြီးတော့ရှင်သန်နေမှာပဲဖြစ်တယ်ထို့တူပဲတွေ့တာမှုဆိုတဲ့အမြစ်ကိုမဖြုတ်နိုင်ပဲနဲ့တောကကိုပယ်မယ်လို့ကြိုးစားလို့ရှိရင်သစ်ပင်အကိုင်းခုတ်ပစ်တာနဲ့တူတူပဲပြန်ပြီးတော့ပေါက်လာအောင်မှာပဲလို့ဒီလိုဆိုလို့ရတယ်နော်အဲ့တော့တောကရှိနေသေးသမျှကာလပတ်လုံးနှလုံးသားရဲ့ငြိမ်အေးမှုဆိုတာဘယ်လိုမှမရနိုင်ဘူးဘယ်လိုမှမရနိုင်ဒါကြောင့်မို့နံပါတ်1အနေနဲ့ကတွေ့တာမှုကိုလျှော့ချရမယ်တွေ့တာမှုလျှော့ချနိုင်အောင်စဉ်းစားရမှာကသဗ္ဗေဟိမေပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝတဲ့အဲ့ဒါကိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်တွေ့တာမှုကိုလျှော့ချနိုင်တယ်နောက်တစ်ခုစဉ်းစားပေးရမယ့်အချက်ကလေးတစ်ခုကမိမိလျော်ရောမနေသင့်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုရင်နှလုံးသားမှာအပူတွေရှိနေတယ်အဲ့နှလုံးသားလေးငြိမ်းအေးသွားအောင်မိမိလျော်ရောမနေနဲ့နှလုံးသားကိုပူလောင်ဖို့အတွက်ကြီးမားတဲ့အကြောင်းကိစ္စတွေဖြစ်တတ်တယ်အရာတွေကဘာတွေတုံးလို့ဆိုလို့ရှိရင်အမှန်မမြင်မှုဟာလည်းပဲနှလုံးသားကိုပူလောင်စေတတ်တဲ့အရာတစ်ခုဖြစ်တယ်အမှန်မမြင်မှုဆိုတာကံရဲ့အကျိုးနဲ့ပတ်သက်ပြီးလက်ခံယုံကြည်မှုမရှိလို့ရှိရင်မကောင်းတာတွေလုံးမိတတ်တယ်အဲ့ဒါကြောင့်မို့လို့ကိုယ့်ဘဝမှာမကောင်းတာမလုံးမိအောင်အမြဲတမ်းတွေးထားရမယ့်အရေးတစ်ခုကဘာလို့ဆိုရင်ကမ္မတကောမိငါမှာကံဆိုတဲ့ဥစ္စာရှိတယ်ကမ္မထာယတော်ကံပေးတဲ့အမွေကိုငါခံရမယ်ကမ္မယောနိငါဘဝကိုကံဆိုတဲ့အကြောင်းတရားကဖန်တီးနေတာဖြစ်တယ်ကမ္မပဋိတရဏောကံသာလင်နောက်ဆုံးအားထားရဖြစ်နေတယ်ကမ္မဗန္ဓုကံသာလင်တကယ်ဆွေမျိုးပဲယံကမ္မံကရိတန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတ္တထာယတာဘဝိတမယံကမ္မံကရိတန္တိအလုပ်တစ်ခုကိုလုပ်မယ်ကလျာဏဝါကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်ပါပကမကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်
ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်လုံးမယ်ဆိုရင်တတ္တကမ္မတ္တထာယတာအဲ့ဒါငါအမွေခံရမှာလို့ဒီလိုတွေးရဆိုလိုတာကဆိုချင်တာကဘာကိုပြောတာတော့ဆိုရင်ဘာပဲလုပ်လို့ငါမှတာဝန်ရှိတယ်ဆိုတဲ့ဟာကိုအတွေးကိုတွေးတတ်ဖို့ပဲ I am responsible ပေါ့ I am responsible what I haven't done ငါလုပ်တာတွေဟာငါပဲတာဝန်ရှိတယ်ဆိုတဲ့အတွေးအဲ့ဒါကိုကာမတက္ကတသမ္မာဒိဋ္ဌိလို့ခေါ်တယ်ငါဘာလုပ်လို့ကောင်းတာလုပ်လဲငါတာဝန်ရှိတယ်မကောင်းတာလုပ်လဲငါတာဝန်ရှိတယ်ရရှိလာတဲ့အကျိုးအပြစ်ကိုငါပဲခံရမယ်ငါပဲဆံရမယ်လို့ဒီအမြင်ကိုမိမိရဲ့စိတ်ထဲမှာရှင်သန်နေဖို့လိုအပ်တယ်တဲ့အဲ့ဒီအမြင်မရှိဘူးဆိုလို့ရှိရင်လူဟာဘယ်လိုတွေးတုံဆိုရင်အေးဒီဘဝဒီကိုဆံဟိုဘဝဟိုကိုခံလိုက်မယ်ဆိုပြီးတော့နော်လှုပ်ချင်တာလုံးမိတတ်တယ်လှုပ်ချင်တာလုံးမိလို့မကောင်းတာလုံးမိပြီဆိုရင်ကိုကျိုးနေသွားတတ်တယ်အဲ့တော့ကံကံဤအကျိုးကိုလက်ခံယုံကြည်မှုဆိုတဲ့ကာမတက္ကတသမ္မာဒိဋ္ဌိဟာအမတန်မှအရေးကြီးတယ်လူကောင်းဖြစ်ဖို့ရာအတွက်ကာမတက္ကတသမ္မာဒိဋ္ဌိရှိရမယ်ငါမဟုတ်တာလုပ်လဲငါပဲခံရမယ်ဟုတ်တာလုပ်လဲငါပဲဆံရမယ်ဆိုရင်ဒီအတိသိထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းကျိုးကိုခံရမှာဖြစ်သည့်အတွက်ကြောင့်မကောင်းတဲ့အလုပ်ကိုသူရှောင်တယ်ကောင်းတာကိုသာရကျင်သည့်အတွက်ကြောင့်ကောင်းကျိုးကိုဖြစ်ပေါ်စေတတ်တဲ့အလုပ်မျိုးကိုကြိုးစားလုပ်မယ်ဆိုတော့နှလုံးသားရဲ့ပူပန်မှုတွေကိုရော့ကျစေနိုင်တယ်မကောင်းတာလုံးမိလို့မကောင်းတဲ့အကျိုးတွေကိုယ်တဏ္ဍာရောက်လာပြီဆိုလို့ရှိရင်ပို့ပြီးတော့ကိုကျိုးနေပြီးဒုက္ခတွေအမျိုးမျိုးခံရတတ်တယ်တဲ့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကဘဝတန်တရားမှာကျင့်လျက်အောင်တန်တရာကရတဲ့ဒုက္ခမျိုးလောက်ပဲခံရပြီးတခြားဒုက္ခတွေအများကြီးတက်တာသွားပြီးချမ်းသာဒုက္ခတစ်ခုကနေချမ်းသာဒုက္ခတစ်ခုကိုရပြီးတော့တန်တရားဒုက္ခဖြစ်တဲ့အိုခြင်းနာခြင်းသိခြင်းကလွဲဉာဏ်တဲ့ဒုက္ခတွေအများကြီးတက်တာသွားနိုင်တယ်အဲ့ဒီအများကြီးတက်တာသွားနိုင်အောင်ဘယ်သူကလှုပ်တုံးဆိုရင်ကိုလှုပ်တဲ့ကောင်းတဲ့ကံတွေကလှုပ်တာအဲ့ဒီကောင်းတဲ့ကံတွေကဘာဖြစ်လို့လှုပ်ဖြစ်တယ်လဲဆိုရင်ခေါနကပြောတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိဘာလို့ကိုဟာ responsible ဆိုတဲ့အတွေးရှိရမယ်တဲ့ဟောအဲ့ဒီအတွေးလေးဟာအရေးကြီးတဲ့အတွေးတွေနှလုံးသားငြိမ်းအေးစေတတ်တဲ့အတွေးတွေလို့ဘုရားမြတ်စွာကဒီလိုဟောထားဒါတွေကသမ္မာဒိဋ္ဌိလို့ဆိုတဲ့ right understanding သမ္မာသင်္ကပ္ပဆိုတဲ့ right thought မှန်ကန်စွာတွေးတောမှုနဲ့မှန်ကန်စွာနားလည်မှုကိုအခြေခံပြီးတော့နှလုံးသားထဲမှာပူပန်စေတတ်တဲ့အရာတွေကိုရှော့ချပေးတဲ့နည်းစနစ်တွေပေါ့အဲ့ဒီနည်းစနစ်ဟာသာဝရငြိမ်းတဲ့အငြိမ်းရဲ့အခြေခံအစမျှသာဖြစ်သေးတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိလေသာအတ္တဝါတွေကိုကုံအောင်မလုပ်နိုင်သေးဘူးတဲ့။ကိလေသာအတ္တဝါတွေကုံအောင်လုပ်ဖို့ရာအတွက်မှန်ကန်တဲ့အတွေးနဲ့မှန်ကန်တဲ့နားလည်မှုကိုတိုးမြင့်ပြီးတော့ချင့်ကြံကြိုးကိုအထောက်ဖို့လိုအပ်သေးတယ်။ကောင်းပြီအဲ့ဒီတိုးမြင့်ချင်းချံကြုတ်ကိုအထောက်ဖို့အတွက်မြတ်စွာဘုရားကနိလန်းချမှတ်ပေးထားတာဘာတွေလုပ်ရမလဲခုနကဓာတုဝိပင်ကသုတ်မှာတန္တိမေဝသောသိခေယသောထုတရားထုတရားမြတ်ရလို့တဲ့ပုဂ္ဂိုလ်သည်တန္တိမေဝနှလုံးသားရဲ့ငြိမ်းအေးမှုကိုသာလေငြိမ်းအေးအောင်သာလင်သိခေယချင့်ကြံကြိုးကိုအထောက်ရမယ်လို့ဆိုတော့ဘာတွေကိုအထောက်ရမလဲလို့မေးစရာရှိလာဘုရားမြတ်စွာကရနိုင်တဲ့အကြောင်းတရားနိလန်းတစ်ခုတည်းသောနိလန်းဟာမဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်တဲ့
အဲ့တော့မဂ္ဂင်၈ပါးအကျင့်တရားလို့ဆိုလိုက်လို့ရှိရင်ဘုန်းကြီးတို့တွေကစာတဲ့ဟာတွေကိုသွားမစင်စားကြနဲ့ကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့အတိတရားထဲမှာတည်ဆောက်ရမယ်ဆိုတာကိုတတိထားဖို့လိုအပ်တယ်တဖန်စဉ်းစားရင်မဂ္ဂင်၈ပါးဆိုတာကိုယ်နဲ့မသက်ဆိုင်တယ်လို့စိတ်ကတွေးမိတတ်တယ်မဂ္ဂင်၈ပါးဆိုတာကိုယ့်ရဲ့နှလုံးသားထဲမှာအခြေခံအဖြစ်ရှိနေပြီးသားဖြစ်တယ်အဲ့ဒီရှိနေပြီးသားဖြစ်တဲ့အခြေခံကိုအစစ်မြင့်အောင်လေ့ကျင့်ယူဖို့လိုအပ်ပါတယ်အမှန်ကတော့လူတွေဟာကိုယ်မှာရှိတဲ့စွမ်းရည်တတ္တိတွေကိုလေ့ကျင့်ယူကြတာပဲအာကစားသမားတွေဆိုလို့ရှိရင်လည်းလေ့ကျင့်ယူတာပဲအပြင်ဘက်ကရောက်လာတာမဟုတ်ဘူးမိမိတဏ္ဍာမှာပင်ကိုရှိတဲ့အရည်ချင်းတွေကိုလေ့ကျင့်ပြီးတော့ယူတာပညာနဲ့ပတ်သက်လာလို့ရှိရင်လည်းငယ်စဉ်တောင်ကြီးကနေပြီးမူလတန်းပညာအလတ်တန်းအလယ်တန်းပညာအထက်တန်းပညာတက္ကသိုလ်ပညာဆိုပြီးတော့အစဉ်စဉ်လေ့ကျင့်လာတာပဲအဲ့ဒီလိုလေ့ကျင့်သလိုမဂ္ဂင်၈ပါးဆိုတဲ့အခြေခံနေမိမိရဲ့စိတ်ထဲနှလုံးထဲမှာရှိပြီးသားဖြစ်တာတွေကိုရင့်တန်ထွားကြိုင်းလာအောင်အဆင့်မြင့်လာအောင်ခိုင်မာလာအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုဆိုတာအဲ့ဒီလိုလေ့ကျင့်တဲ့နည်းစနစ်တွေကိုမြတ်စွာဘုရားကပေးထားတာအဲ့တော့လေ့ကျင့်တဲ့နည်းစနစ်တွေဟာတပည့်တော်တို့တာမန်လူအကြောင်းပုဂ္ဂိုလ်တွေလေ့ကျင့်လို့ရပါမလားဆိုရပါတယ်စီးပွားရေးကိစ္စတွေလုပ်ရင်းကိုင်ရင်းလူမှုရေးကိစ္စတွေဆောင်ရွက်ရင်းမိသားစုဘဝနဲ့နေရင်းထိုင်ရင်းဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကမဂ္ဂင်၈ပါးအကျင့်တရားတွေကိုကျင့်ကြံကြိုးကိုအားထုတ်လို့အောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်အဓိကကတော့မိမိတဏ္ဍာမှာရှိတဲ့ဒီအရည်အသွေးတွေကိုလေ့ကျင့်ဖို့သာအဓိကဖြစ်ပါတယ်မိမိရဲ့ဒီ social status လို့ခေါ်တဲ့ဘဝအဆင့်တန်းကအဓိကမဟုတ်ဘူးတဲ့လေ့ကျင့်ဖို့ပဲလိုတယ်လေ့ကျင့်တယ်ဆိုတဲ့အချိန်ကိုလည်းပဲလူတိုင်းဟာဒီအချိန်ကရှိပါတယ်အချိန်ကရယူတတ်လို့ရှိရင်ရတယ်မရယူတတ်ဘူးဆိုရင်မအားဘူးဆိုတဲ့အထဲမှာပါသွားမှာပဲရယူတတ်တယ်ဆိုလို့ရှိရင်ဘယ်အချိန်ပဲဖြစ်ဖြစ်ဘုရားမြတ်စွာရဲ့တရားတော်ဟာနှလုံးသွင်းလို့ရတယ်မြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေအားလုံးဟာတရားကုံတော်6ပါးလို့အားလုံးသိနေကြတာမြတ်စွာဘုရားရဲ့တရားတော်တွေဟာမြတ်စွာဘုရားကသွားခါတော်ဘဂဝတဓမ္မောဘုရားဟောတဲ့တရားဟာအကြောင်းနဲ့အကျိုးနဲ့မှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်ဟောထားတာဖြစ်တယ်ဆိုတော့ဟောလို့လုပ်ရင်လုပ်တဲ့အတိုင်းဖြစ်တယ်လို့ဒီလိုဆိုလို့တယ်တချို့ပြောဆိုချက်တွေကလုပ်ပေမဲ့လို့မဖြစ်လာတာတွေရှိတယ်မြတ်စွာဘုရားဟောတဲ့တရားကအဲ့ဒါလို့မဟုတ်ဘူးခုနကပြောခဲ့တယ်သဗ္ဗိဟိမေပိဟိမနာပိနာနာဘာဝဝိနာဘာဝလို့ဒီလိုနှလုံးသွင်းလိုက်လို့ရှိရင်တွေ့တာမှုတွေကိုရောချသွားတယ်ဆိုတကယ်နှလုံးသွင်းကြည့်တကယ်ကြရောချသွားမှာဒါဟုတ်ဆိုလို့အဲ့ဒါလှုပ်တယ်လို့ခေါ်တာပဲတကယ်နှလုံးသွင်းကြည့်လိုက်မြတ်စွာဘုရားကတကယ်ဖြစ်တဲ့အရာတွေကိုဟောထားတာဖြစ်လို့သွားခါတော့အမှန်တိုင်းဟောထားတဲ့တရားတဲ့အဲ့ဒီအမှန်တိုင်းဟောထားတဲ့တရားသည်လူတွေလက်လန်းမမီတဲ့တရားမဟုတ်ဘူးတန်ဋိဋ္ဌိကောဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ်ပိုင်ဉာဏ်နဲ့ကြည့်လို့ရတဲ့တရားတဲ့ကိုယ်ပိုင်ဉာဏ်နဲ့ကြည့်လို့ရတဲ့တရားအကာလိကောအချိန်မရွေးနှလုံးသွင်းလို့လည်းရတယ်သို့မဟုတ်မြတ်စွာဘုရားတရားတော်ဟာအခုနှလုံးသွင်းအခုအကျိုးရတယ်လို့ဒီလိုပြောတာဒီကနေ့ကျင့်လက်ဖြင့်ကမှအကျိုးရတာမဟုတ်ဘူးအခုကျင့်အခုရတယ်လို့ဆိုလိုတယ်အခုနှလုံးသွင်းလိုက်ရင်အခုရှင်တဲ့နှလုံးထဲကသောကငြိမ့်သွားနိုင်တယ်တွေ့တော်မူမှန်ကန်လာလို့ရှိရင်ဒါကိုဆိုလို့ဒါကြောင့်မို့လို့မှန်ကန်လို့မိမိရဲ့တွေးရှိချက်တွေကိုမိတ်ဆွေတငယ်ချင်းတွေကိုဖိတ်ခေါ်ပြီးတော့ပြတိုက်လို့အေဟိပတိကောလာပါလှုပ်ကြည့်စမ်းပါလို့ဖိတ်ခေါ်ပြတိုက်တဲ့တရားမျိုးဖြစ်တယ်။ဩပနိယိကော
ချက်ချင်းမိမိရဲ့စိတ်ထဲရောက်အောင်ဆောင်လိုက်တာနဲ့တပြိုင်နက်ချမ်းသာဒုက္ခရနိုင်တာဖြစ်သောကြောင့်စိတ်ထဲနှလုံးထဲမှာအမြဲတမ်းထည့်ထားဖို့ကောင်းတဲ့တရားဖြစ်တယ်တဲ့ပစ္စတံဝေရိတဘောဝိညုဟိပညာရှိတိုင်းပညာရှိတိုင်းအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကိုယ်တိုင်တွေးရှိခံစားနိုင်တယ်ကိုယ်အဆင့်နဲ့ကိုယ်ကိုယ်တိုင်တွေးရှိခံစားနိုင်တယ်လို့ဒီလိုဟောတာလားအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာမိမိရဲ့အဆင့်တန်းလိုက်ကျင့်ကြံကြိုးကိုအထောက်လိုက်တာနဲ့တပြိုင်နက်လိုအပ်တဲ့အကျိုးတရားတွေကိုချက်ချင်းထုတ်လုပ်ပြီးတော့ပေးနိုင်တယ်ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာအဝေးကြီးရှာပြီးတော့ကျင့်ကြံကြိုးကိုအထောက်ရမှာမဟုတ်ဘူးနေ့စဉ်ဘဝမိသားစုဘဝမှာနေရင်လည်းပဲကျင့်လို့ရပါတယ်ကဲကောင်းပြီမဂ္ဂင်၈ပါးအကျင့်တရားထဲမှာမြတ်စွာဘုရားကအဓိပ္ပာယ်ရှိနဲ့ဟောထားတယ်သမ္မာဒိဋ္ဌိတဲ့ဘာလို့ကျင့်တော့မယ်ဆိုရင် right understanding အမှန်နားလည်ဖို့သိအရေးကြီးတယ်မှန်မှန်ကန်ကန်နားလည်ဖို့ကအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်မို့လို့မှန်မှန်ကန်ကန်နားလည်အောင်တော့ကြိုးစားရမယ်ပေါ့မှန်မှန်ကန်ကန်နားလည်တယ်ဆိုတာဘဝရဲ့သဘာဝကိုနားလည်ရတချို့ကတော့ဘဝရဲ့သဘာဝအကောင်းလေးတွေပဲတွေးကျင်တယ်အဆိုးတွေဆိုရင်မတွေးကျင်ဘူးဘဝဆိုတာအကောင်းရှိတယ်လို့အဆိုးလည်းရှိတာပဲအကောင်းလေးကြီးရွေးတွေးနေတဲ့ဟာအမှန်မမြင်မရရောက်တယ်ပေါ့ကြည့်ဘဝတစ်ခုမှာตาယာဆရာဆိုတဲ့အတ္တဒရှိတယ်ဘဝဆိုတာပျော်စရာရှိတယ်ဒါကြောင့်မို့လို့တတ္တဝါတွေကဘဝမှာပျော်နေကြတယ်ဘဝရဲ့ပျော်စရာဆိုတာဘာလဲဆိုရင်ဘဝတစ်ခုရလာပြီးတဲ့နောက်မှာကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတာလေးတွေလူတွေမှာဖြစ်တတ်တယ်ပေါ့ဘဝရဲ့အပြည့်အနာစာပဲဒါဖြင့်ဘဝကြီးမှာပျော်စရာရှိတယ်လို့ဘဝကြီးမှာစိတ်ပြည့်စရာတွေလည်းရှိတယ်ဆိုတာကိုမြင်ဖို့လိုတယ်ပေါ့အကောင်းကြီးလည်းမမြင်ရဘူးအဆိုးကြီးလည်းမမြင်ရဘူးအကောင်းနဲ့အဆိုးအကောင်းကိုအကောင်းလို့မြင်ပြီးအဆိုးကိုအဆိုးလို့မြင်မှ right understanding မှန်မှန်ကန်ကန်နားလည်မှုဖြစ်မယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အကောင်းတစ်ဖက်သာမြင်ရင်လည်းအမှန်မရဘူးအဆိုးတစ်ဖက်သာမြင်လို့ရှိရင်လည်းအမှန်မရဘူးတဲ့ကောင်းတာကိုကောင်းတယ်လို့မြင်ရမယ်ဆိုးတာကိုဆိုးတယ်လို့မြင်ရမယ်အဲ့ဒါလို့မြင်ဖို့အမှန်တမ်းအရေးကြီးလို့မြတ်စွာဘုရားကရှေးဥစွာဟောတာသမ္မာဒိဋ္ဌိ right understanding တို့မို့ right view မှန်မှန်ကန်ကန်မြင်ရမယ်တဲ့အဲ့ဒီမှန်မှန်ကန်ကန်မြင်ဖို့အတွက်ကဘာလို့တုံးဆိုရင်မှန်မှန်ကန်ကန်တွေးတတ်ဖို့ကအရေးကြီးတယ်လို့ဆိုလို့မှန်မှန်ကန်ကန်မတွေးသမျှမှန်မှန်ကန်ကန်မြင်ဖို့ဆိုတာမရှိနိုင်ဘူးတဲ့ဒါကြောင့်မို့သမ္မာသင်္ကပ္ပဆိုတာ right thought မှန်မှန်ကန်ကန်တွေးတောခြင်းလို့အဓိပ္ပာယ်ရအဲ့ဒီနှစ်ခုဟာအရေးကြီးလို့မြတ်စွာဘုရားကမဂ္ဂင်၈ပါးဟောတဲ့အခါမှာဒီနှစ်ခုကိုရှေ့ဆုံးထားပြီးတော့ဟောတယ်ဒါဖြင့်အမှန်မြင်ပြီးအမှန်တွေးတဲ့အခါမှာဘာလုပ်ရမလဲလုပ်เสียဘာလုပ်ရတရားကျင့်တော့မယ်ဆိုရင်ဘာလုပ်ရမလဲသမ္မာဝါစာတဲ့ကိုယ်နှုတ်ကလေးကိုကိုယ်ထိမ့်မို့လေးလုပ်ရမယ်လောကလူတွေမှာနှုတ်ကလေးကိုမထိန်းနိုင်ကြဘူးလေမထိန်းနိုင်လို့ပြဿနာတွေဖြစ်တာပေါ့ဒါကြောင့်မို့လို့ပြောတယ်နှုတ်ကလေးဟာလက်နှလုံးနဲ့ပိတ်ရင်လုံပေမဲ့လို့လူရဲ့ပါးစပ်ကလေးဟာလက်နှလုံးနဲ့ပိတ်ရင်လုံပေမဲ့လို့လုံးဝမလုံဘူးတဲ့နှုတ်ကြောင့်ပြဿနာတွေမျိုးစုံဖြစ်တတ်တယ်ဒါကြောင့်လို့နှုတ်နဲ့ပတ်သက်ပြီးစီကံချက်တွေထားတာသမ္မာဝါစာနှုတ်နဲ့ပတ်သက်ပြီးတော့မှန်ကန်မှုရှိပါစေပထမဆုံးလေ့ကျင့်ရမယ့် morality အကောင်းဆုံးလေ့ကျင့်မှုကဘာတော့ကိုနှုတ်နဲ့ပတ်သက်ပြီးစီကံချက်ထားပါတဲ့နှုတ်နဲ့ပတ်သက်တဲ့စီကံချက်ကဘာလဲဆိုရင်ဘယ်တော့မှမဟုတ်တာမမှန်တာမပြောဘူးမှန်တာပဲပြောမယ်မဟုတ်တာမမှန်တာကိုမပြောဘူးမှန်တာကိုပဲပြောမယ်
ပါဇက်ဆိုတာစကားပြောဖို့ထားတာပြောတော့ပြောရမယ်မပြောဘဲမနေရပြောတဲ့အခါပြောရမယ်မပြောတဲ့အခါမပြောရဘူးဒီလိုဆိုလို့အဲ့တော့နှုတ်နဲ့ပတ်သက်ပြီးတော့စီကံချက်ထားတာမဟုတ်တာမမှန်တာမပြောဘူးဟုတ်တာမှန်တာကိုသာပြောမယ်ဟောတာတမ္မာဝါစာနောက်တစ်ခုကတဦးနဲ့တဦးညီညွတ်ရေးပြပြအောင်ခုံးမတိုက်ဘူးတဦးနဲ့တဦးညီညွတ်လာအောင်စိတ်ဆက်ပေးမယ်ဒါကနှုတ်နဲ့လုပ်ရမယ်အလုပ်တစ်ခုနောက်တစ်ခုကရိုင်းဆိုင်တဲ့စကားမျိုးကိုမပြောဘူးယဉ်ကျေးတဲ့စကားမျိုးကိုပြောမယ်အကျိုးမရှိတဲ့စကားမျိုးကိုမပြောဘူးအကျိုးရှိတဲ့စကားကိုပြောမယ်အကျိုးကြောင့်စီလျော်မှုရှိတဲ့စကားမျိုးကိုသာပြောမယ်လို့ဆိုဟောနှုတ်နဲ့ပတ်သက်တဲ့စီကံချက်တွေအဲ့ဒါကိုတမ္မာဝါစာခေါ်တာပဲနှုတ်နဲ့ပတ်သက်တဲ့စီကံချက်ကလေးတွေကိုနှုတ်ကစပြင်ရမယ်လို့ပြောတာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်တယ်ဆိုတာကိုနှုတ်ကလေးဒါအရထက်နေလဲကျင့်လို့ရတာပဲကိုနေစဉ်ဘဝဘယ်နေရာမှာနေဘယ်စကားပဲပြောရစကားပြောเสียရှိလာလို့ရှိရင်ဟောမမှန်တာကိုမပြောမှန်တာကိုပြောမယ်ဒါနှုတ်ရဲ့အကျင့်တစ်ခုပဲမြတ်စွာဘုရားကသုတ္တန်တစ်ခုမှာဆုံးမထားတာတစ်ခုရှိတယ်အလွန်မှတ်သားစရာကောင်းတယ်လူတိုင်းဟာကိုယ့်ကိုယ်ဒိဋ္ဌံထားဖို့ကောင်းတဲ့ဟာတစ်ခုပဲနှုတ်နဲ့ပတ်သက်လာလို့ရှိရင်ကာလေနဝက္ခာမိနောအကာလေနပြောတဲ့အခါမှပြောမယ်မပြောတဲ့အခါမပြောဘူးဒါနှုတ်နဲ့စိတ်ကံချက်တစ်ခုနောက်ကဲပြောတဲ့အခါရောက်လို့ပြောတော့မယ်ဆိုရင်ဘာပြောအောင်ဘူတေနဝက္ခာမိနောအဘူတေနမှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးဒါဒုတိယတတိယကြတော့တဏ္ဍေနဝက္ခာမိနောဖရုတေနမှန်တာပြောပြီမဲ့လို့ချမ်းချမ်းထန်ထန်ပြောလို့ရှိရင်မကောင်းဘူးဒါကြောင့်မို့ရင်ကြီးပြောမယ်ရိုင်းဆိုင်မပြောဘူးဟောတာကတတိယစတုထကြတော့အေးဘယ်လိုပဲရင်ကြီးပြောသူပြောတဲ့စကားဟာအကျိုးရှိမဲ့စကားမဟုတ်ဘူးဆိုလို့ရှိရင်လည်းတန်ဖိုးရှိမှာမဟုတ်ဘူးဒါကြောင့်မို့အထတံဟိတောဝက္ခာမိနောအနတ္ထတံဟိတောကျိုးရှိတာကိုပြောမယ်အကျိုးမရှိတာကိုမပြောဘူးဒါကစတုထနောက်ဆုံးကြတော့အကျိုးရှိတဲ့စကားကိုပြောပြီးမဲ့လို့စိတ်နေစိတ်ထားဟာအမတန်မှအရေးကြီးတယ်မေတ္တာစိတ်တော်ဝက္ခာမိနောဒေါသံတရောမေတ္တာစိတ်နဲ့ပြောမယ်ဒေါသစိတ်နဲ့မပြောဘူးတဲ့ဟောနှုတ်နဲ့ပတ်သက်ပြီးကိုယ့်ကိုယ်စီကံချက်ထားနံပါတ်1ပြောတဲ့အချိန်မှပြောမယ်မပြောတဲ့အချိန်မပြောဘူးနံပါတ်2မှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးနံပါတ်3ရင်ကြီးပြောမယ်ရိုင်းဆိုင်မပြောဘူးနံပါတ်4အကျိုးရှိတာပြောမယ်အကျိုးမရှိတာမပြောဘူးနံပါတ်5မေတ္တာစိတ်နဲ့ပြောမယ်ဒေါသနဲ့မပြောဘူးဟောလူမှုရေးဆက်ဆံမှုနဲ့ပတ်သက်ပြီးဒါဗုဒ္ဓမြတ်စွာရဲ့တရားကိုလိုက်နာကျင့်သုံးတာပဲလေအဲ့ဒါလို့ပြောနေတဲ့ပုဂ္ဂိုလ်ဟာသမ္မာဝါစာဆိုတဲ့မဂ်ခင်ကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်လို့ပြောလို့ရတယ်လက်တွေ့ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ပဲလက်တွေ့ကျင့်သုံးနေတာသူ့ရဲ့သမ္မာဝါစာသည်အဆင့်မမြင့်သေးဘူးဆိုလို့ရှိရင်အခြေခံအဆင့်မှာပင်သူကောင်းကျိုးချမ်းသာတွေရနိုင်ပြီအဆင့်မြင့်သွားပြီဆိုရင်ခုနကနှလုံးသားရဲ့အေးချမ်းမှုကိုထိအောင်ရောက်ရှိသွားနိုင်တယ်တဲ့ဘယ်ဖို့နိဗ္ဗာန်ထိအောင်ရသွားနိုင်တယ်ပေါ့ဒါကနေ့စဉ်ဘဝမှာကိုယ့်ရဲ့နှုတ်ကလေးကိုထိမ့်သိမ်းဆောက်ရှောက်ပြီးကျင့်တဲ့ပုံနောက်တစ်ခုကတမ္မံကမ္မန္တတဲ့မှန်မှန်ကန်ကန်ပြုလုပ်မှုဆိုတာအဲ့တော့မှန်မှန်ကန်ကန်ပြုလုပ်မှုဆိုတာဘာပြောတာတော့ဆိုလို့ရှိရင်သူများအသက်ကိုတတ်ခြင်းမှရှောင်ကျဉ်တာရှောင်ကျဉ်ရုံနဲ့ပြီးလာလို့ဆိုမပြီးသေးဘူးเนาะသူများအသက်ကိုတတ်ခြင်းမှရှောင်ကျဉ်တယ်ထိုသူများအသက်ကိုတတ်ဖို့ရာလက်နဲ့ကရိယာကိုထားမှမထားဘူး
သူများတက်ကိုတတ်ချင်းဆိုတဲ့ဒီလုပ်ငန်းကိုရှက်တယ်ယွန်းတယ်မုန်းတယ်သက်ရှိတ attva အလုံးပေါ်မှာမေတ္တာထားတယ်တနာတယ်အကျဉ်းနာတရားထားတယ်ဆိုအဲ့ဒီကြတော့မှဒါပြည့်စုံတယ်အဲ့ဒီကြမှာပြည့်စုံတယ်ရှောင်ကျင်ရုံတက်တက်မဟုတ်ဘူးရှောင်ကျင်တယ်မေတ္တာထားတယ်ဒီအလုပ်ကိုမလုပ်ဘူးအကျဉ်းနာတရားထားတယ်တမန်ကမ္မန္တဖြစ်တယ်ဟောနောက်တစ်ခုကဘာလို့ဆိုရင်အဋိဏဒါနသူများမပေးတဲ့ပစ္စည်းဆိုရင်ဘယ်လိုနည်းနဲ့မှရယူလို့စိတ်မရှိဘူးရယူခြင်းမှာရှောင်တယ်ပေးတာကိုသာနှစ်သက်တယ်နောက်ဆုံးမှာစိတ်ဓာတ်အမတမယောသားဖြောင့်မှတ်တယ်ပစ္စည်းရေးရနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ယောသားဖြောင့်မှတ်ရမယ်လို့ဆိုလို့တယ်ဟောတာအဋိဏဒါနလို့ဒါလည်းတမကမ္မန္တနောက်တစ်ခုကကာမေတုမိစ္ဆာစာရမရှောင်ကျင်ရမယ်ဒါလူလောက society မှာညီညွတ်ရေးကိုပြပြစေတတ်တဲ့ကိစ္စလူမှုရေးကိုဖောက်ပြန်စေတတ်တဲ့ကိစ္စဖြစ်သည့်အတွက်ကြောင့်ကာမေတုမိစ္ဆာစာရရှောင်ရှားခြင်းအဲ့ဒီကာမေတုမိစ္ဆာစာရကရှောင်ရှားတဲ့အကျင့်ဟာလည်းပဲတမကမ္မန္တပဲတဲ့ဟောပေါင်းလိုက်တဲ့အခါကျတော့ကိုတိလက်ရောက်လုပ်တဲ့အလုပ်၃မျိုးမမှန်ကန်လုပ်ပြီးလို့ဆိုလို့ရှိရင်တမန်ကမ္မန္တဆိုတဲ့မဂ္ဂင်၈မဂ္ဂင်ကိုမိမိရဲ့တဏ္ဍာမှာတိဆောက်ပြီးသားကျင့်သုံးပြီးသားဖြစ်သွားတယ်အခြေခံအားဖြင့်ကဲနောက်တမ္မာအာဇီဝလူဆိုတာဘဝတစ်ခုရလာလို့ရှိရင်အသက်မွေးဝမ်းကြောင်းဆိုတာရှိရတယ်မိသားစုနဲ့နေလို့ရှိရင်ကိုယ်မိသားစုအသက်မွေးဝမ်းကြောင်းအတွက်မိမိတဦးတည်းနေလဲတဦးတည်းရဲ့မိသားအသက်မွေးဝမ်းကြောင်းဆိုတာရှိရတယ်အဲ့ဒီအသက်မွေးဝမ်းကြောင်းလုပ်တဲ့အခါမှာနေ့စဉ်အသက်မွေးဝမ်းကြောင်းရှာဖွေတဲ့အခါမှာမှန်ကန်တဲ့နိလန်းနဲ့ရှာဖို့လိုတယ်တဲ့မှန်ကန်တဲ့နိလန်းနဲ့မမှန်မကန်ရှာဖွေတဲ့ဆိုတာဘာပြောတာတော့ဆိုရင်ခုနကဝစီဒုစရိုက်၄မျိုးနဲ့အသက်မွေးဝမ်းကြောင်းမှုရှာမယ်ဆိုလို့ရှိရင်မိစ္ဆာအာဇီဝဖြစ်တယ်ဆိုပါစို့လိမ်ပြီးတော့စီးပွားရှာမယ်တူနဲ့တူမတက်အောင်လုပ်ပြီးတော့စီးပွားရှာမယ်ရိုင်းပြတဲ့စကားတွေကိုပြောပြီးတော့စီးပွားရှာမယ်ဒါဖြင့်လိမ်ပြီးတော့စီးပွားရှာတယ်ဆိုတာဘယ်လိုဟာတုံးလို့မေးမယ်ဆိုလို့ရှိရင်အထူးအဖြင့်ဘုန်းဘုန်းတို့စာပေကျမ်းဂန်တွေထဲမှာဘုန်းကြီးတို့ဘုရားမြတ်စွာဟောထားတဲ့တရားတွေထဲမှာဘာကိုပြထားတုံးလို့ဆိုရင်တစ်ဖက်သားထံကငွေချေးယူပြီးတော့မတရားသက်သေထွက်တာမျိုးတဲ့ဒါစီးပွားရေးပတ်စံရလို့လိန်တာပေါ့သဘောရတာနော်ပတ်စံယူပြီးတော့လိန်ပေးတယ်အဲ့ဒါမျိုးဟာမိစ္ဆာအာဇီဝလို့ပြောတာအဲ့ဒါမျိုးဘယ်တော့မှမလုပ်ဘူးတဲ့ပတ်စံရလို့တယောက်နဲ့တယောက်မတက်အောင်လုပ်တယ်ပတ်စံယူပြီးတော့တဦးတယောက်ကိုသွားဆဲတယ်ပတ်စံယူပြီးတော့အကျိုးမဲ့စကားတွေကိုပြောတယ်ဟောအဲ့ဒီနီးတွေနဲ့စီးပွားမရှာဘူးဆိုလို့ရှိရင်တမ္မာအာဇီဝဖြစ်တယ်လို့ပြောတယ်ကာယတုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်လည်းသူများအသက်တတ်ပြီးတော့စီးပွားရှာတာမျိုးမဟုတ်ဘူးသူများဥစ္စာခိုးပြီးတော့စီးပွားရှာတာမဟုတ်ဘူးသူတော်ဘာသမယပြင်မှားပြီးတော့စီးပွားရှာတဲ့ဟာမျိုးမလုပ်ရဘူးတဲ့အဲ့ဒါလို့မလုပ်လို့ရှိရင်တမ္မာအာဇီဝဖြစ်တယ်လို့ဆိုဘဝမှာနေနည်းထိုင်နည်းနံပါတ်1နှုတ်ကိုစီကံချက်ထားတယ်နောက်ကိုယ့်ရဲ့အပြုအမူကိုစီကံချက်ထားတယ်နေ့စဉ်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စီကံချက်တွေထားတယ်မှန်ကန်တဲ့နီလန်းနဲ့ဒီအလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်ဟာမဂ္ဂင်၈ပါးအကျင့်တရားတွေကဟောဒီတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့မဂ္ဂင်လမ်းမပေါ်မှာရှောက်လန်းနေတာပဲဖြစ်ပါတယ်ဒါတွေကိုလက်တွေ့ကျင့်သုံးတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုသွားနေတာလို့ပြောလို့ရတယ်ပေါ့ဒါကြောင့်မို့တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ဒီ၃ခုဟာကိုကျင့်တရားသီလမဂ္ဂင်ပဲဖြစ်တယ်
ကောင်းပြီနှလုံးသားအေးချင်းမှုအတွက်ကိုချင်းတရားကောင်းမှုသိအရေးကြီးပါတယ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်နှလုံးအေးချမ်းမှုလွယ်လွယ်ကူကူတည်ဆောက်နိုင်ဒါဖြင့်ကိုချင်းတရားတော့ရပြီရှေ့ပါဆက်လို့ရမလဲဆိုရင်သမ္မာဝါယာမကျိုးပမ်းမှုလိုတယ်ဒါဖြင့်ကျိုးပမ်းအထောက်မှုလိုတယ်ဆိုတာစီးပွားရေးအတွက်ကျိုးပမ်းတာလားတခြားကိစ္စတွေကျိုးပမ်းတာလားဆိုမဟုတ်ဘူးနှလုံးသားအေးငြိမ်မှုအတွက်ကျိုးပမ်းမှုကတစ်မျိုးဘယ်လိုကျိုးပမ်းရမလဲဆိုရင်လေးဘက်လေးထံကကျိုးပမ်းအထောက်မှုလို့ခေါ်တယ်အဲ့ဒီလေးဘက်လေးထံကျိုးပမ်းအထောက်မှုဆိုတာဘာတော့လို့ပြောမယ်ဆိုရင်မကောင်းတဲ့အကုသိုလ်စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်ရအောင်ထိန်းရမယ်ဒါနံပါတ်1မတော်တဆဖြစ်လာလို့ရှိရင်ဖယ်ရှားပြစ်နိုင်အောင်ကြိုးစားရမယ်ကောင်းတဲ့ကုသိုလ်စိတ်တွေမိမိရဲ့ရင်ထဲနှလုံးထဲဖြစ်အောင်တည်ဆောက်ရမယ်တည်ဆောက်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားရမယ်ဟောတာလေးဘက်လေးတန်ကကြိုးစားအထောက်မှုဒါကိုဆိုလိုတဲ့တမ္မာဝါယာမ right effortဆိုလိုတာကဘာပြောတာတော့ဆိုရင်ကိုမိသားစုနေတဲ့အခါမှာတခါတည်းအလိုမကျလို့စိတ်ဒေါသဖြစ်တတ်တာမျိုးရှိတယ်ပေါ့အဲ့တော့စိတ်မဆိုးမိအောင်ကိုယ့်ကိုထိန်းမယ်ဒါနံပါတ်1ကြိုးစားမှုမတော်တဆစိတ်ဆိုးမိသွားလို့ရှိရင်လည်းဖယ်ရှားပြစ်ဖို့ကြိုးစားအောင်ဒါကမကောင်းတဲ့ဘက်ကကောင်းတဲ့ဘက်ကဒါနကောင်းမှုမလုပ်သေးဘူးသီလကုသိုလ်မလုပ်သေးဘူးဘာဝနာကုသိုလ်မလုပ်သေးဘူးတရားအမထုတ်ဘူးသေးဘူးတရားအမထုတ်သေးဘူးသီလမဆောက်တည်ဘူးဆိုရင်သီလဆောက်တည်မိအောင်တရားအထုတ်မိအောင်ကြိုးစားအထုတ်ပြီးလို့ရှိရင်လည်းပဲထိုအထုတ်မှုကိုတိုးတက်ကြီးပွားလာအောင်ကြိုးစားတယ်အဲ့လိုလေးဘက်လေးတန်ကကြိုးစားတာကိုတမ္မာဝါယာမလို့ခေါ်ပါတယ်တဲ့ဟောဒါလောက်ရမယ်အလုပ်ဒါတရားကိုကျင့်နေတာပဲအဲ့ဒါလိုကြိုးပမ်းအထောက်လာလို့ရှိရင်လိုအပ်တာကဘာလိုအပ်နေတော့ဆိုတမ္မာတတိလို့ခေါ်တဲ့ mindfulness ကလိုအပ်လာတယ်စိတ်ဆိုင်ဖို့တတိထားဖို့လိုအပ်လာတယ်တတိထားပြီးလို့ကြိုးစားတဲ့အခါမှာဘာလို့တော့ဆိုရင်စိတ်ဓာတ်ကလေးတည်ငြိမ်ဖို့လိုအပ်တယ်တရားတမ္မာသမာဓိတဲ့ပေါင်းလိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးဘဝခရီးကိုလျှောက်လန်းတဲ့အခါမှာမဂ္ဂင်၈ပါးနဲ့ကိုယ်တဏ္ဍာမှာအရေးချင်းတွေပြည့်အောင်လျှောက်လန်းမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့နှလုံးသားရဲ့ပူပန်မှုတွေဟာဖယ်ရှားပြစ်နိုင်မှာဖြစ်တယ်နှလုံးသားရဲ့ပူပန်မှုတွေလုံးဝဖယ်ရှားပြစ်လို့နှလုံးသားရဲ့အေးငြိမ်မှုကိုတည်ဆောက်နိုင်မှာဖြစ်တယ်ဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကအလုံးသိကြတဲ့အတိုင်းကြားဖို့ကြလိမ့်မယ်တန်တတိဆိုတဲ့အမတ်ကြီးအဲ့ဒီတန်တတိဆိုတဲ့အမတ်ကြီးဟာစစ်ပွဲတစ်ပွဲကိုအနိုင်တိုက်လိုက်လို့ဆုလက်ပေးတဲ့အနေနဲ့9ရက်တိတိသူ့စိတ်တိုင်းကနေရအောင်ဘုရင်ကဆုတော်လက်တော်ပေးတယ်9ရက်လုံးတန်တတိအမတ်ကြီးဟာတေးသေးရဲ့တောက်စားပျော်ပါပြီးတော့မူရစ်ပြီးနေတာ9ရက်မြောက်တဲ့နေ့ကျတော့မြတ်စွာဘုရားကတာဝတိမြို့ထဲဆွမ်းခံဝင်သူနဲ့လမ်းမှာဆုံတယ်သူကဆင်ကြီးစီးပြီးတော့မြစ်ကိုသွားမလို့အလားမြတ်စွာဘုရားနဲ့ဆုံတဲ့အခါကျတော့အရက်မူးမူးနဲ့မြတ်စွာဘုရားကိုအယူသေးပေးတဲ့အနေနဲ့ဆင်မောကနေပြီးခေါင်းညိတ်ပြသူ့စိတ်ထဲကအယူသေးပေးလိုက်တာပေါ့ခုခေတ်ဆိုရင်တော့ဆလံပေးလိုက်တာလားမသိဘူးเนาะအဲ့ဒါလို့အယူသေးလေးပေးလိုက်တာအဲ့ဒီချိန်မှာမြတ်စွာဘုရားကပြုံးလိုက်တယ်ရှင်အာနန္ဒာကမေးတယ်အရှင်ဘုရားတဲ့တန်တတိမတ်ကြီးကခေါင်းငိမ်ပြတာကိုအရှင်ဘုရားဘာပြုံးတာတုံးလို့ဆိုတော့ဒီမတ်ကြီးဟာမကြခင်ပဲအယက်မှုတွေပြည်ပြီးတော့တရားထုတရားမြတ်ရလိမ့်မယ်လို့ဟောလူဆိုတာလူရဲ့အသိဉာဏ်တို့အည်ချင်းတို့ဆိုတာမိခဲပြဖုံးလို့ပဲရှိနေတတ်တယ်ဒီချင်းဟာရှိနေတတ်တယ်အချိန်မတန်သေးလို့မပွင့်လာအဲ့တော့တန်တတိမကြီးကဘုရားနဲ့တွေ့ပြီးတော့တ
နေကုန်မူးရစ်ပြီးတော့အဆိုအကတွေနဲ့သူနှစ်သက်သဘောကျတဲ့ကချေတဲ့မာလေးအကခိုင်းပြီးတော့တောက်လိုက်စားလိုက်ပျော်လိုက်ပါပတ်လိုက်နဲ့အဲ့ဒါလိုနေတာသူနှစ်သက်တဲ့ကချေတဲ့မာလေးကကရင်ကနေဘာဖြစ်သွားတော့ဆိုတော့ခုခေတ်လို့ဆိုရင်တော့ဟတက်ပေါ့ဟတက်နဲ့ချက်ချင်းလဲကြပြီးတော့တေဆုံးသွားတယ်စာထဲမှာတော့လေဖြတ်သွားတယ်လို့ပြောတာပေါ့နော်နှလုံးသားကိုလေဖြတ်သွားအဲ့ဒါလို့သေဆုံးသွားတဲ့အခါမှာသူကြည့်နေတော့ရုတ်တရက်ကြီးလဲကြပြီးတော့သေဆုံးသွားတော့လောက်ကြပါအောင်နဲ့ကြည့်လိုက်တော့အသက်ပြောက်သွားပြီအဲ့ဒီအချိန်မှာသူယူကျုံမရတောကတွေဖြစ်လာတောကတွေလည်းဖြစ်ရောအရက်မူးလည်းပြေသွားတယ်ပြေသွားပြီဒီတောကတွေကိုဘယ်သူကငါ့ကိုဖြေရှင်းနိုင်မှာတော့ဒီတောကတွေရင်နဲ့နှလုံးထဲရဲ့အပူတွေကိုဘယ်သူကညှိမ့်ပေးနိုင်မလို့စဉ်းစားလိုက်တော့လမ်းမှာတွေ့ခဲ့တဲ့မြတ်စွာဘုရားကိုသွားတတိယလို့ချက်ချင်းကြောင်းတော်သွားမြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တော့မြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်နဲ့တရားကိုရှင်းပြလိုက်တာဟောဒီတောကကိုဖယ်ရှားခြင်းနဲ့ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကယံပုပ္ပိတံဝိသောတေဟိအတိတ်ကအကြောင်းအရာတွေကိုဆက်မထားပါနဲ့တဲ့ဖယ်ရှားပြလိုက်ပါပြီးခဲ့တာတွေပြီးပါစေလို့ပြောတာပဲဒါနော်အဲ့ဒီပုံမှာအတွေ့အတာတွေမထားနဲ့လူဆိုတာကအတိတ်ကိုပြန်ပြီးတော့လဲတွဲနေတာမရှိတော့ဘူးဆိုမှပို့ပြီးတော့တွေ့တာမှုကပိုတတ်သေးတယ်လူဆိုတာဒါကြောင့်မို့လို့တချို့အသက်ကြီးပြီဆိုငယ်ငယ်တုန်းကအကြောင်းအရာတွေပြောပြီးအရသာခံနေတာနော်ဘယ်တော့ကဘာနဲ့ငယ်ငယ်တုန်းကအကြောင်းအရာတွေပြန်ပြီးတော့တွေ့တာမှုတွေနဲ့ဖြစ်တတ်တယ်အဲ့တော့မြတ်စွာဘုရားကယံပုပ္ပိတံဝိသောတေဟိအတိတ်ပေါ်မှာဖြစ်ပေါ်လာခဲ့တဲ့အရာတွေပေါ်မှာတွေ့တာမှုဆိုတာကိုခြောက်ကပ်သွားအောင်လုပ်လိုက်ပါဖယ်ရှားပစ်လိုက်ပါလို့ကျွန်တော်ပြောတာအတိတ်ကိုတွေးပြီးတော့တွဲမနေနဲ့ပြီးခဲ့တာတွေပြီးပါစေယံပုပ္ပိတံဝိသောတေဟိပစ္ဆတေမာဟုကိဉ္စနာနောင်ရေးကိုလည်းမစင်စားနဲ့တဲ့နောင်ပေါ်မှာတွေ့တာပြီးတော့ပူပန်ကြောင်းကြမှုတွေကိုလည်းကိုယ်တဏ္ဍာမှာမရှိစေနဲ့မိစေစေနောကဟိတတိအခုလက်တွေ့ကျုံနေတဲ့အနေအထားပေါ်မှာလည်းပဲတဏှာနဲ့မတွေ့ပါနဲ့တဲ့တဏှာဒိဋ္ဌိဆိုတာတွေနဲ့အမြင်မှားပြီးတော့မတွေ့လိုက်ပါနဲ့ဆိုလိုတာကအတိတ်ကအာယုန်တွေကိုတွဲနေတဲ့တဏှာကိုလည်းဖယ်ရှားပြလိုက်အနာဂတ်ကိုလှမ်းမျောပြီးတော့တွဲနေတဲ့တဏှာကိုလည်းဖယ်ရှားပြလိုက်အခုလက်ရှိရှိနေတဲ့အနေအထားပေါ်မှာတွေ့တဲ့တဏှာကိုလည်းမတွေ့အောင်ကြိုးစားလို့ဆိုလိုတာကအတိတ်အနာဂတ်ပစ္စုပန်ဘယ်အာယုန်ကိုမှမတွေ့နဲ့လို့ပြောတာအတွေ့ကိုဖယ်ရှားပြလိုက်ပြီဆိုရင်ဥပတန္တောစရိတ္တိနှလုံးသားဟာငြိမ့်သွားလိမ့်မယ်လို့မြတ်စွာဘုရားဒီကာထာလေးကိုဟောလိုက်တာဒါလမ်းစာလေးပဲလမ်းစာလေးကိုပြောလိုက်တာဘာလို့ရမယ်ဆိုတာကိုပြောလိုက်တာပဲဘာလို့ရမယ်လဲဆိုတော့မင်းတောကတွေငြိမ့်ကျင်လို့ရှိရင်တွေ့တာမှုတွေဖယ်လိုက်လို့ပြောတာပဲသူကတွေ့တာနေလို့ဒါဖြစ်တာအဲ့တော့တွေ့တာမှုတွေကိုဖယ်လိုက်လို့ပြောလိုက်တာနဲ့တပြိုင်နက်သဘာဝအမှန်ကိုမြင်ပြီးတော့တဏှတိအမတ်ကြီးဟာအမတန်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဖြစ်သည်အားလျော်စွာအတိတ်ဘဝကပါရမီဓာတ်ခံပါလာလို့ဘဝရဲ့သဘာဝတရားတွေကိုမှန်မှန်ကန်ကန်သိပြီးတော့ချက်ချင်းပဲယဟန္တာကြီးဖြစ်သွားတယ်နော်လူဝတ်ကြောင့်လည်းပဲခုနတုန်းကအရက်မူးနေတာအခုယဟန္တာဖြစ်သွားတယ်တာမန်ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ယုံနိုင်စရာမရှိဘူးပေါ့အသိဉာဏ်ဆိုတာအဲ့ဒါလောက်လင့်မြန်နေပေါ့အဲ့ဒီတဏှတိမတ်ကြီးရဲ့သောကဘာနဲ့ငြိမ်းတာတုံးလို့မေးမယ်ဆိုလို့ရှိရင်အခုမဂ္ဂင်၈ပါးနဲ့ငြိမ်းတာပဲတဏှတိမတ်ကြီးကိုမြတ်စွာဘုရားပြောလိုက်တယ်အတိတ်ကိုလည်းတွေ့မထားနဲ့တဲ့အနာဂတ်ကိုလည်းသွားမတွေ့နဲ့တဲ့ပစ္စုပန်ကိုလည်းမတွေ့စေနဲ့လို့ဆိုတော့ right understanding ပဲမှန်မှန်ကန်ကန်နားလည်အောင်ပြောပြလိုက်တယ်
အဲ့ဒီမတွဲအောင်ဘာနဲ့လုပ်တော့ဆို right thought မှန်မှန်ကန်ကန်စဉ်းစားတာမှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာလို့မမြဲတဲ့သဘောကိုမမြဲဘူးလို့သိတာဆင်းရဲတဲ့သဘောကိုဆင်းရဲတယ်လို့သိတာကိုမပိုင်တဲ့သဘောကိုမပိုင်ဘူးလို့သိတဲ့သဘောစာလို့ပြောရင်တော့အနိစ္စဒုက္ခအနတ္တမြင်သွားတယ်လို့ဒီလိုဆိုလိုတာပေါ့တကယ်စဉ်းစားကြည့်လို့ရှိရင်လူရဲ့ဘဝတစ်ခုဟာရုပ်တည်နံနေဆိုတာသာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်ယတ္တိနေတာတခုမှမရှိဘူးယတ္တိမနေဘူးဆိုတာမြစ်ကိုဥပမာနဲ့ကြည့်မယ်ဆိုရင်လည်းသိတာပဲကိုပြန်စဉ်းစားကြည့်လို့ရှိရင်လည်းငယ်တဲ့ရုပ်တည်ဟာကြီးလာတာတဖြည်းဖြည်းချင်းပြောင်းလဲလာလို့ကြီးလာတာပန်းမင်ကလေးကိုကြီးလိုက်ရင်လည်းသိတယ်မနေ့တုန်းကအဖူကလေးဒီကနေ့အပွင့်လက်ဖြင့်ကကြတော့နွမ်းပြီးတပတ်ခါကျတော့ကျွေသွားတယ်ဒါပြောင်းလဲမှုတွေပဲပေါ့အဲ့ဒါလို့ဆင်ញင်စဉ်းစားတာဟာ right understand နဲ့ right thought ပဲအဲ့ဒါလို့ right understand နဲ့ right thought နဲ့နှလုံးသွင်းဆင်ញင်လိုက်တဲ့အခါကျတော့ယဟန္တာဖြစ်သွားတာပဲအဲ့ဒီယဟန္တာဖြစ်သွားပြီဆိုရင်ဘာရတာတော့ဆိုရင်ဟရိယတတန်တေနှလုံးသားရဲ့အင်းငြိမ်မှုကိုရသွားပြီလို့ပြောတာနော်ဒါကြောင့်မို့မြတ်စွာဘုရားကမြတ်စွာဘုရားဟောတဲ့တရားတွေမှာဒီနိလန်းဟာနှလုံးသားကိုငြိမ်းအေးစေတတ်တဲ့နိလန်းဟာတစ်ခုတည်းသောနိလန်းပဲမဟာသတိပဋ္ဌာန်သုံးမှာမြတ်စွာဘုရားကဧကာယနောအယံဘိက္ခဝေမေဃောတတ္တနံဝိတုဒ္ဓိယသောကပရိဒေဝနံသမတိကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယဒုက္ခဒေါမနတနာအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယယတိတံသတ္တရောတတိပဋ္ဌာနာလို့တတိပဋ္ဌာန်သုံးမှာမြတ်စွာဘုရားကအတိလင်းဟောထားတာရှိတယ်နော်အဲ့ဒီထဲမှာပြောရမယ်ဆိုရင်နှလုံးသားကိုပူလောင်စေတတ်တဲ့တောကနဲ့ပရိဒေဝတောကဆိုတာစိုးရိမ်ရတာပရိဒေဝဆိုတာအစိုးရိမ်လွန်တဲ့အခါငိုရတာအဲ့ဒီတောကဆိုတဲ့တရားတွေပရိဒေဝဆိုတဲ့အပူတွေငြိမ်းသွားအောင်လုပ်ဖို့ရာဟာဧကာယနောတစ်ခုတည်းသောလမ်းပဲတဲ့တတိပဋ္ဌာန်တရားမှာသမ္မာတတိကိုဥတည်ဟောပေမဲ့လို့မဂ္ဂင်၈ပါးကိုပြောတာပဲမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရမှာလို့ဒီလိုဟောတာဒါကြောင့်မလို့တန်တတိမကြီးရဲ့တောကငြိမ်းသွားတာဟာလည်းပဲဟောဒီမဂ္ဂင်၈ပါးနဲ့ပဲငြိမ်းသွားတာဒါဖြင့်ပတာစာရီအယူပြောက်သွားတာရောဘာနဲ့ပြောက်တာတော့ဆိုတော့ဒါနဲ့ပဲပြောက်တာတာမန်ကြည့်လို့ရှိရင်တော့ပတာစာရီဟာယူလောက်တယ်ပေါ့သူ့ရဲ့ဘဝဟာအလုံးသိနေကြတဲ့အတိုင်းသူ့ဇလန်းကိုကြည့်မယ်ဆိုရင်ယူလောက်တဲ့ဇလန်းပဲတောစခန်းထဲမှာဆင်းဆင်းရဲကျုံနေရတဲ့အချိန်မှာအာကိုရာဖြစ်တဲ့ယောက်ျားကမွေကြိုက်ပြီးတော့သေဆုံးသွားတယ်ဆင်းဆင်းရဲနဲ့သားဖွားရတယ်သားဖွားပြီးတော့ကလေးနှစ်ယောက်ကိုပွေ့ချီပြီးတော့အစိရဝတိမြေကမ်းဘက်ကိုလာတော့ကလေးနှစ်ယောက်စလုံးမနိုင်လို့တယောက်ကိုထားခဲ့ပြီးတယောက်ကိုဟိုဘက်ကမ်းပို့တဲ့အချိန်အစိရဝတိမြစ်ဆိုတာကမူးမြစ်လိုဟာမျိုးရေကြတဲ့အခါမှာတအားရေစည်းတန်တယ်ပေါ့အဲ့ဒီအချိန်မှာသားကလေးတယောက်မွေးပြီးကစားသားလေးဟိုဘက်ကိုထားပြီးဒီဘက်ပြန်လာမှာသားလေးကိုစွန့်ချီသွားတယ်ဒီဘက်ကသားလေးစွန့်ချီတာကိုခြောက်လိုက်တဲ့အခါကျတော့သူ့ကိုလမ်းခေါ်တယ်ထင်ပြီးတော့ကမ်းပေါ်ကသားလေးကရေထဲဆင်းတော့ရေထဲမျောပါသွားတယ်ဆိုတော့ယောက်ျားလည်းဆုံးသားနှစ်ယောက်လည်းဆုံးဆိုတော့မယူလို့ပဲနေမလဲအဲ့ဒီအချိန်ကရယူကျင်နေတဲ့အချိန်မှာသို့သောအားကိုးရလေးဆိုတာတစ်ခုရှိအိမ်မှာအမေအဖေမောင်နှမကြံသေးတယ်သူတို့ကိုအားကိုးတဲ့စိတ်နဲ့သွားတာတာဝတိမြို့နားလည်းရောက်ရောသူမိဘတွေရဲ့သတင်းကိုကြားတော့တာပဲကံစိုးမိုးမောင်ကြလို့တိုက်ပြိုပြီးတော့မိသားစု၃ယောက်လုံးအသက်ဆုံးသွားပြီဆိုတာလည်းသိရရောသူ့မှာအားကိုးစရာမရှိတော့တယောက်တည်းဖြစ်သွားတယ်အဲ့ဒီချိန်မှာတတိတွေလက်လွတ်ပြီးတော့ယူသွားတာပေါ့ယူသွားပြီးတော့အဝတ်မကတ်လို့
လျှောက်သွားနေတဲ့အချိန်မှာမြတ်စွာဘုရားနဲ့မြတ်စွာဘုရားတရားဟောနေတဲ့စီရောက်သွားတော့မြတ်စွာဘုရားတရားတန်လေးကြားလိုက်ရတဲ့အခါမှာငကိုယ်တော့ကငိုးတော်မငိုနိုင်ဘူးဘုရားတရားတန်လေးကြားလိုက်တဲ့အခါကျတော့မှငိုချလိုက်နိုင်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတတိထားဖို့ပြောပြီးဘာဟောလိုက်တုံးဆိုရင်နတ္တန္တိပုဒ္ဓတာနာယနာပိတာနာပိပန္နဝအန္တကေနာရိပဏတ္တနတ္ထိဇာတိတုဒါနတာဆို right understand ပဲမမကန်ကမြင်ဖို့မြတ်စွာဘုရားဟောတာနတ္တန္တိပုဒ္ဓတာနာယတဲ့ဒီလိုသိခြင်းတရားနဲ့ကျုံးလာလို့ရှိရင်မိဘကလည်းသားသမီးကိုမကာကွယ်နိုင်ဘူးတဲ့သားသမီးကလည်းမိဘကိုမကာကွယ်နိုင်ဘူးဆွေတွေမျိုးတွေထဲမှာတယောက်ကိုတယောက်ကဲတင်နိုင်တာမရှိဘူးတဲ့ဟောမှန်ကန်တဲ့အမြင်ကလေးတစ်ခုကိုပေးလိုက်တာအဲ့ဒီမှန်ကန်တဲ့အမြင်ကလေးကိုရသွားတာနဲ့တပြိုင်နက်ပတာစာရီဟာအယူပြောက်ပြီးတော့တောကတွေပရိဒေဝတွေငြိမ့်သွားလို့နှလုံးသားရဲ့ငြိမ့်အေးမှုကိုရရှိသွားပါတယ်ဟောဒီတရားပါပဲတဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်တကယ်တန်ဖိုးအရှိဆုံးဖြစ်တဲ့နှလုံးသားရဲ့ငြိမ့်အေးမှုဆိုတာဟာဘုရားမြတ်စွာရဲ့တရားဓမ္မကလွဲ၍တခြားပေးနိုင်တာမရှိပါဘူးဘုရားမြတ်စွာရဲ့တရားဓမ္မဟာလည်းနှလုံးသားငြိမ့်အေးမှုကိုရရှိဖို့ရကျင့်ရမယ့်အကျင့်သည်မဂ္ဂင်၈ပါးအကျင့်သာလျှင်ဖြစ်ပါတယ်ထိုမဂ္ဂင်၈ပါးအကျင့်ကိုကျင့်သုံးခြင်းဖြင့်သာလျှင်နှလုံးသားရဲ့ပူပန်ဆင်းရဲမှုလို့ဆိုတဲ့တောကပရိဒေဝစတဲ့ကိလေသာတွေရဲ့ထာဝရချုပ်ငြိမ်းရာအပြီးသာချုပ်ငြိမ်းရာဖြစ်တဲ့ရတ္တမေရတ္တဖို့ရမှသာလျှင်နှလုံးသားရဲ့ငြိမ်းအေးမှုသည်ထာဝရရကြမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိရှိသဘောပေါက်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့အောင်တတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ကင်းပြောက်ကြည်တရားစိတ်ကိုပိဝိတဝါဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစိအတောက်ဟုသမျှတို့သည်သမုဂတပိဋ္ဌာဘတွင်ရေမတင်တကဲ့သို့ကင်စင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တူစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သိခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရှန္တုပါရမီအဆင့်ဆင့်မြင့်လည်းမြင်၍မလင့်ပုံသေးဆိုက်ရောက်တော်မူကြပါစေကုန်သတည်း